မိုင်းကပေးတဲ့တာဝယ်တလိုက်လို့ဟေး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 မိုင်းကပေးတဲ့တာဝယ်နော်ဟေးជីវအောင်ထဆောင်ရမယ်ဒါပဲဟောပြီးလေဟောပြီးလေဟောပြီးလေជីវအောင်ထဆောင်ရမယ်ဟောပြီးလေအပေါ်ကြီးလေဟောပြီးလေညီတော်ဝါရီအကြောင်းတရားကိုဟောပြီးလေမခံခြင်းစိတ်နဲ့တိတ်ထုတ်ပြမယ်ငါတော့ငါမရငါကောင်းတော့တဘူရင်းနွားနေမချရင်စစ်မိတ်စာအာနာယူများကြောင့်ဆုံးချိန်ရောက်ပြီကျူရင်းခောက်ကျူလို့မကြမ်းလေကမမိုးမြင်နဲ့ညောင်းအောင်နဲ့တောင်ပေါ်မြေပြန့်သွေးချူကျင်းအောင်ဆောင်လာဆိုင်မင်္ဂလာပါမမိုးခဏချဲလိုက်မယ်နော်ဒီညမမိုးရကံပန်းနောက်ဆောင်များဖြစ်တဲ့အတွက်ကြောင့်မမိုးကိုဆူချပေးကြပါနော် PDF 73ဖွဲ့စာအတွက်ပါနော်အဖက်ပြန်တဲ့39ဖွဲ့က73ဖွဲ့ပဲလို့တော့တယ်ဒီညမမိုးကပြီးတော့ဒီ PDF ကိုကူညီမှာပေါ့နော်ဒီ73ဖွဲ့စာအကူညီရဖို့အတွက်မိုးကမယ်ကမတောက်ဘူးနော်မမိုးစူးစမ်းမယ်ခဏဆမ်းမယ်စောင်းဝတီမိုးပါစေစောင်းဝတီမိုးပါစေကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျမင်းအငိုက်မိသမီးအစ်ကဆောင်းဝတီပေါ့နော်တော်လန်အငိုက်မိသမီးကတော့ဆောင်းဝတီပေါ့ဒါတော့ဆောင်းဝတီမိုးပေါ့နော်ခဏဆမ်းမယ်လူတိုင်းမှာတာဝန်ရှိပေးတဲ့တာဝန်တော့ဟုတ်ပါជីវအောင်ထဆောင်ရမယ်ဒီတော်စုညီနောင်ဝါဝင်အကြောင်းတရားကိုပြီးမခံရင်စိတ်နဲ့တိတ်ထုတ်ပြမယ်ငါတော့ငါမရောက်ငါကောင်းတော့ဘူးတဘူရင်းသူချက်အားပေးကြပါဦးရှင်သူချက်အားပေးကြပါဦးရှင်သူချက်အားပေးကြပါဦးရှင်အမိုးချဲလိုက်မယ်ခဏလေးနော်ညတော့စောင်းဝတီမိုးလာပါပြီရှင်စောင်းဝတီမိုးပါရှင်တို့ရဲ့ဖန်တိုင်းရောက်လူနေပြီမြမပြည်လွတ်လပ်မှုနဲ့ရင်းရင်းတို့စူးစမ်းကြပြီခဏဆဲမယ်ခဏလေးတမိုင်းကပေးတဲ့တာဝန်တော့ဟုတ်ပါဘူးជីវအောင်ထဆောင်ရမယ်တမိုင်းကပေးတဲ့တာဝန်တော့ជីវအောင်ထဆောင်ရမယ်တမိုင်းကပေးတဲ့တာဝန်တော့ជីវအောင်ထဆောင်ရမယ်ရပြီမိဖို့လို့ရပြီခဏလေးမမို့ဒီတကောက်ချက်မယ်ပြီးလို့ချင်းကားတော့မယ်တို့တွေခဏလေးတကောက်တန်လေးတယ်စံတက်ကောက်ရနောက်မှချက်မယ်နောက်တစ်ချက်ပြန်တော့ဖွင့်မယ်။အိုးဘယ်မှာလဲဝါ။ Okay ။ပြီးကျန်တဲ့ကားရနောက်မှဆက်မယ်ကားတော့မယ်။တမိုင်းကပေးတဲ့တောင်မလို့ဆက်ပြန်တော့ကားမယ်နော်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မောင်လေး။အားလုံးစင်ကြည့်ပေးမယ်နော်ကျေးဇူးတင်ပါတယ်။တမိုင်းကပေးတဲ့တောင်ဝင်တမိုင်းကပေးတဲ့တာဝယ်တလိုက်လို့ဟေး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 မိုင်းကပေးတဲ့တာဝယ်နော်ဟေးជីវအောင်ထဆောင်ရမယ်ဒါပဲဟောပြီးလေဟောပြီးလေဟောပြီးလေជីវအောင်ထဆောင်ရမယ်ဟောပြီးလေအပေါ်ကြီးလေဟောပြီးလေညီတော်ဝါရီအကြောင်းတရားဟောပြီးလေမခံခြင်းစိတ်နဲ့တိတ်ထုတ်ပြမယ်ငါတော့ငါမရငါကောင်းတော့ဘူးတဘူရင်းနွားနေမချရင်စစ်မိတ်စာအာနာယူများကြောင့်ဆုံးချိန်ရောက်ပြီကျူရင်းခောက်ကျူလို့မကြမ်းလေကမမိုးမြင်နဲ့ညောင်းအောင်နဲ့တောင်ပေါ်မြေပြန့်သွေးချူကျင်းမြမပြည်သူများနဲ့တောင်းဝေတို့ငါဝေအိုးဝေတို့တွေကိုရဲ့တာဝကြည်အောင်ထမ်းဆောင်လက်လက်တဲ့နာတို့မြမပြည်တို့ရဲ့ပန်းနဲ့ရောက်လူမီမြ
မြန်မာပြည်လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကိုစူးစမ်းကြပြီ ပါမထီမြန်မာပြည်အောင်လာလိမ့်တော့ လာလိုက်ပါဗျာကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျဘုံကဒါကုန်မဲလားဟေ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 း မိုင်းငါပေးတဲ့တာဝန်တော့ တမိုင်းရပေးထား ဂျီဝအောင်ထမ်းဆောင်ရမယ် လူတိုင်းမှာတာဝန်ရှိ မိုင်းငါပေးတဲ့တာ မမိုးကိုဆွချပေးလို့ရပါတယ်စင်69ရောက်မင်္ဂလာပါဒီညမမိုးရဲ့9လောက်ပိုင်းကမ်ပိန်းနောက်ဆုံးညပါအဖက်139ဖွဲ့တိုင်းနဲ့9တိုင်း9နေရာပေါ့နော်နယ်နဲ့တိုင်း9နေရာနယ်နဲ့တိုင်း9နေရာက PDF 73ဖွဲ့73တိုက်ရင်ပဲလိုပါတော့တယ်စင်မြန်မာငွေဆိုရင်3,400မှပဲလိုတော့တယ်နော်အမဟုတ်ကြငွေဘငွေမငွေမြန်မာငွေဆိုရင်130ဒီညပြည့်အောင်လုပ်ရမယ်အချိန်မရှိတော့ဘူးနော်ကိုတို့မတို့ရေမပြည့်မစင်တော့မိုးလင်းတဲ့အထိပဲဒီညတော့ မြန်မာပြည်သူများနဲ့တောင်းဝေတို့နာဝေအောင်ဝေ တို့ဝေ တို့တွေ တို့ဝေ ကိုရဲ့တောင်းဂျီအောင်ချမ်းဆောင် ဒီနေ့ကမြန်မာပြည်ဟေး ဂျီလူတွေအားမလျှော့နဲ့ တို့ရဲ့ဖန်နဲ့ရောက်လူကြီး မြန်မာပြည်လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကိုစူးစမ်းကြပြီ ပါမထီမြန်မာပြည်အောင်လာလိမ့်တော့တမို မို င်း င်း ငါ ကပေးတဲ့တာဝန်တော့ဟုတ်ပါဗျာကြည်ပြအောင်ထမ်းဆောင်ရမယ်တမိုင်းကပေးတဲ့တာဝန်တော့ကြည်ပြအောင်ထမ်းဆောင်ရမယ်တမိုင်းကပေးတဲ့တာဝန်တော့ကြည်ပြအောင်ထမ်းဆောင်ရမယ်ရပြီမိဖို့လို့ရပြီအေးတော့တို့တွေโอเคပြီးတော့မိုးကအငိတ်တခြားအငိတ်မင်းသမီးတစ်ချင်းနောက်ဆုံးတစ်ချင်းတော့မိုးချောင်းဆောင်တစ်ချင်းပေါ့နော်ဟိုတညတော့မိုးကားတဲ့မိုးချောင်းဆောင်တစ်ချင်းပထမတစ်ချင်းပေါ့နော်မိုးပြန်တော့ကားရမယ်တစ်ချက်တော့အခုမှမိုးကားမဲ့တစ်ချင်းတော့ဒီတစ်ချင်းပေါ့အာဟာနော် အစီအစီ တို့ကချစ်စကားတွေဆိုနာကင်းလေးပြူကိုမောင်တို့ကချစ်စကားတွေဆိုမြတ်တာထားချစ်တရားတရားတွေပူလှလိုက်တဲ့နန်းကင်းလေးပြူချောလိုက်တဲ့နန်းကင်းလေးပြူကိုကိုတို့မောင်မောင်တို့တင်းဆွဲနေပါတော့အကလေးကကင်းလေးပြူအစိုးကောင်းတဲ့ကင်းလေးပြူဒီတခါဆိုကြီးစားတယောက်တော့ရွေးဖို့လို့မြစ်တာစစ်တဲ့ချစ်မဲ့ကိုယူပြူကုံဝေငွေတွေရှိဖို့မလို့စိန်တွေရွှေတွေရှိဖို့မလို့အငိမ့်ငယ်သမီးပါဆိုမြေအောင်အောင်မှာကရာကိုတဘောရကြည့်နေသူဆိုနန်းကိန်းလေးကနာမည်ဆောင်လို့ကြို
တဲ့ဆိုဟောဟိုအနာတကယ်ပြီလားကြည့်ရဲ့ကိုအငိမ့်ကမလေးကိုချစ်ပါနိုင်ကင်းလေးကိုချစ်ပါရည်စားတယောက်တော့မြန်မြန်လေးမမေတကယ်လို့ခွင့်တောင်းတာကိုဟာနိုင်ကင်းလေးရဲ့ချစ်တဲ့သူဖြစ်နေပြီလားတမလန်းကြည့်ကနေပြီအကိုဒီတောင်းတာမောင်မောင်ရဲ့နိုင်ကင်းလေးရဲ့ချစ်တဲ့သူတကယ်များဖြစ်ရင်စိတ်ကောင်းလို့စိတ်ကူးနေတဲ့ကြိတ်ပြောတယ်လို့ကြည်နေနာနာတမကိုတကယ်ချစ်မြတ်တာဘူးအဲ့ဒီလူတယောက်ဟာလေအမှန်ပဲတမရဲ့ချစ်သူပြီးသွားပြီနှစ်ပတ်ပြီးသွားပြီတရားနဲ့25ရောက်မင်္ဂလာပါပြီးတော့နိုင်ကြတဲ့သင်ပြီးသွားပြီပြီးတော့ဗာတချင်းလဲဆိုတော့ငယ်ငယ်တုန်းကမှနေစီဆရာတော်မရှိတယ်ပူလိုက်တာဟဲ့ဟိုးပူလိုက်တာတကယ်ပဲစူချငွေတွေဘယ်လောက်ရပြီလဲနောက်တစ်ပတ်တော့စူချပေးကြပါနော်ဒါကံပန်းရနောက်ဆုံးညမိုးကပေးတာပါကလို့မတက်ဘူးစင်ခေါင်းစင်ပဲကြည့်လိုက်ဒါတော့ဦးရမလေးနဲ့ဒါဆိုလို့တက်ပါမလားငါတချင်လို့မရဘူးရဘူးတယ်လေတကယ်တော့အချိန်သာတော့ညနေဆောင်နဲ့ရှင်းသူအောင်စကားအရာနဲ့တခြားလာသစိမ်းကလေးတောင်ထိပ်ပေးခြင်းနဲ့ဝါဒနာအစဉ်ပါတာကြောင့်ခရတဲ့ထီအမှားစကားနဲ့ပြောရပါတော့ယရနာတင်မအားရမရဲ့လို့ကာလာသားကမုန်းချင်မုန်းမစေတော့ရှင်သုံးရွေကြော့တေးဤအစင်းနဲ့တွေးကြည့်လေတွေးကြည့်လေအဘိဓမ္မာရဲ့တင်မရဲ့ကလေးမရှိမမမရတော့ဘူးမရဘူးကမရဘူးစင်မမို့ကမရတော့ဘူးဒါတော့အလို့လည်းကျဲလို့မရဘူးကဲပိုချောင်းဆန်းတဲ့ချင်းကိုပြန်တော့ဖွင့်မယ်နော်ဟိုးတညတော့မို့ကတာဒီတဲ့ချင်းဒီညတော့တရားကြော်ပဲစီတယ်တော့လေပုံလွာဆိုတဲ့တချင်းတဲ့ဘုတ်ကိုဆိုပြရင်ကိုဗျာခင်ဗျားတို့ရောက်ဆောင်မယ်ကြောက်သေးပဲဗျာ
တယောက်ဆောင်လည်းမလို့ဘူးတင်တဲ့ဒီတခြင်းက အဲ့ရောက်ပုံလားဆိုတဲ့အဲ့ဒီကောင်လေးပဲကျွန်တော်ဆိုပြဗျာကပြရတယ် ဆောင်းရီကြည်သူတွေကဒီလောက်တောင်မှနားထောင်ခြင်းနေမှတော့ဆိုပြလိုက်ပါ ဆဲရဲဆိုတာသူ့နေရာနဲ့သူစီးပါတယ်ရှင်အခုကကနေပါတယ်ရှင် ကားဟိုကနေနားထောင်ရှမ်းယုံမှာအနောက်မှာရခိုင်ပြည်နယ်တောင်ဘက်မှာမြေကျွန်းစုမြောက်ဘက်မှာကချင်တောင်တန်းဒေသနဲ့ချင်းတောင်တန်းဒေသတိုင်းသားညီနောင်စုတို့တီထောင်ပြုထားတဲ့ပြည်ထောင်စုအမိမြန်မာနိုင်ငံအတွက်ကျွန်တော်တို့ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းဟာပင်လုံစာချုပ်ကိုချုပ်ဆိုပေးခဲ့ပါတယ်ဗျာ
ဆုံးနေပြီးတော့ဘိုလ်ချုပ်အောင်ဆန်းတဲ့ကွာအာဇာနည်ပုဂ္ဂိုလ်များကိုအမျှသာဝေကြပါစို့နေဦးတော်လည်းရင်မှာကြာဆုံးသွားတော့ရဲဘော်တွေကိုအမျှသာဝေကြပါစို့ဖပကဝအမြေရဲ့သားကောင်းများကိုမတမာသူလူတစုကဦးနေရဲ့စလောက်ကျန်ရတဲ့ဖြစ်ရုံနေမလားကြာဆုံးနေရပါလေဖိုးဖို့ချုပ်ကြီးအရှင်တော့ကထိုးနဲ့အာဇာနည်ကိုလောက်ကျန်ခဲ့တာကလုံးဦးစောကတယောက်တည်းဗျအခုကျွန်တော်တို့နိုင်ငံမှာကလုံးဦးစောတွေများနေပြီနိုင်ငံတို့သူတို့ရဲ့ဘုရင်ကြီးကိုတခမ်းတနာနဲ့ပူဇော်ပြီးပွဲလမ်းတွေလုပ်တယ်လို့ကျွန်တော်တို့ဒီကိုရီနဲ့ဘိုလ်ချုပ်နဲ့အာဇာနည်ရဲ့ပွဲကိုကကျင်လိုက်တာဘိုလ်ချုပ်ရဲ့ကကျင်လိုက်တာဗျာโอเคမမိုးလူခံတော့မယ်နော်ဒီတချမ်းတော့ပိုက်ဆုံးပဲပြောထားတဲ့အတိုင်းပဲပို့ချောင်းဆောင်ရတဲ့ချင်းမရေမင်္ဂလာပါနားထောင်တိုင်းမှာခံစားလို့မနိုင်ဘူးဒါပေမဲ့ဒီလိုမျိုးတချင်းတွေကိုခဏခဏနားထောင်ပေးရမယ်မမို့တို့ပြည်သူတွေလည်းတွေ့မအေးရအောင်ပေါ့နော်โอเคဟိုကြောက်သူပေါင်းဆဲလိုက်မယ်73ပွဲစားအောင်မြပါစေ73ပွဲစားအောင်မြပါစေ73ပွဲစားအောင်မြပါစေစတော့နေဒီ73ပွဲစားပြီးတော့ရေအားလုံးနော်ဒီမိုကရေစီရဖို့အတွက်အာဏာရှင်ကြောက်ဆောင်ဖို့အတွက်အကောင်လုံးအသက်နဲ့ရင်ရတဲ့လူငယ်တွေအသက်ပဲနော်သူတို့ကြံနေတဲ့73ပွဲစားလည်းမလို့ပြစ်ထားလို့မရဘူးအခုနော်ဟိုကတလားဆိုရင်အဖွဲ့200 300လောက်မကူညီရှင်တယ်ဒါပေမဲ့မမို့အင်အားနဲ့ဆိုရင်အဖွဲ့100ကျော်ပဲမကူညီလို့ရတယ်နော်မရတဲ့မမို့လို့စီမမရတဲ့ PDF တွေကိုလည်းမမို့စိတ်မကောင်းဘူးပေါ့နော်ဒါမှမဟုတ်ဘာမှလုပ်လို့မရဘူးမမို့အကောင်းဆုံးစူးစမ်းပေးပြီးမမို့အညိုက်မီသမီးလည်းတစ်ခါမကဘူးနော်ဒီတော်လန်ရေးရောက်မှမမို့အညိုက်တွေပါလိုက်ပြီးတော့ကနေတာပေါ့နော်အရင်တော့ဆိုရင်တစ်ခါမကဘူးဒီတို့ဦးလေးဝင်လာလို့ရပြီနော်ဟုတ်ကဲ့မင်္ဂလာပါကိုမတို့ရေဘယ်လိုလဲမသိဘူးနော်ကလို့မတူလို့စင်ရလဲခွင့်လို့ပါမမို့ကအညိုက်မီသမီးမဟုတ်ဘူးနော်ကောင်းစင်တတ်ထားပြီးတချို့လူတွေကလာတော့ပြောမှကြားလို့ကတာလဲမြောက်လူမျိုးပဲကတာလဲတိုင်ကွဲလူမျိုးပဲမမို့ပြောမယ်အားလုံးကအခုကနေတာအခုစူးစမ်းနေတာမို့အတွက်မဟုတ်ဘူးနော်တော်လိုင်းရေးအတွက်နဲ့တိုင်ပြီးအတွက်ပဲအားလုံးလူမျိုးဖို့အတွက်ပဲနော်အဲကြောင့်အချိန်နေကြည့်ရမှာပေါ့ကမ်ပိန်းကတော့မပြစ်မချင်းမိုးလင်းတဲ့အထိပဲဘာလို့ဆိုတော့အချိန်မရှိတော့ဘူးဒီညတော့နောက်ဆုံးပဲဆိုတော့လေနာရီပိုင်းနဲ့ပဲကျန်တော့တယ်73ဖွဲ့စားပတ်ငွေ3သိန်းနဲ့4ထောင်ပါပဲပြည်သူတွေညီလို့စင်ခဏလေးပဲအောင်စိတ်ထင်နော်အယောက်80ကျော်ပါဝင်လို့စင်ပြစ်နိုင်မှာပါပြစ်မှာပါနော်တစ်ဖွဲ့စာနိုင်လို့စင်တစ်ဖွဲ့စာတဲ့နော် PDF တစ်ဖွဲ့စာအခု73ဖွဲ့ပဲပြီတို့သူရဲကောင်း73ယောက်လောက်ပါဝင်လို့စင်သူရဲကောင်း73ယောက်ကတယောက်ဘယ်လောက်ပါဝင်ရမလဲ10သိန်းကြပေါ့နော်တစ်ဖွဲ့စာပေါ့ပတ်ငွေ10ထောင်ပါဒေါ်လာဆိုရင်ညာနဲ့50ဒေါ်လာအဲ့ဒါတစ်ဖွဲ့စာရမယ်ဒါမဲ့သူရဲကောင်းမပေါ်လာဘူးဆိုရင်ပြည်သူတွေနိုင်တဲ့လောက်နဲ့ထက်
100နိုင်လို့စင်100ထက်200နိုင်လို့စင်200ထက်30ပါလဲစီးတယ်နော်တချို့မှ90ပါလဲလာလူပေးတဲ့အလူစင်တွေလည်းစီးတယ်ထဲလို့ရလားမမို့လားပဲမြေရပါတယ်စင်နော်ဘန်နဘာတော့ကစီကွန်ဘန်မမို့ကထိုင်းဘန်နဲ့အထူထားမယ်ဒါပေမဲ့နိုင်ငံသားလူတွေဆိုရင်ကိုနေတဲ့နိုင်ငံကိုပြောဘာဘန်နဘာလို့စင်အမို့ကလုံးစီးပါတယ်စင်124ရောက်မမို့စိုက်တော့စူးစမ်းမှာပါနော်ဘယ်လိုခေါ်ရမလဲတော်လိုင်းရေးမပြီးမချင်းရတော့မမို့အညိုက်တွေဒီချက်ကတာလာအောင်မမို့စူးစမ်းမယ်မမို့လေးလာမယ်ပြီးတော့အညိုက်မင်းသမီးအင်ကြီးလည်းမမို့အသိမရလာသေးဘူးမမို့နဲ့စုံမစီတယ်ဒီတစုံစီမမို့ကတာ၄ခါစီပြီနောက်ပြီးတော့ပန်းရောင်တစုံနဲ့အသိမရသေးဘူးစင်နော်အသိရလာလို့စင်တချင်းအသိနဲ့စူးစမ်းပေးမှာပေါ့โอเคမမို့ဆူချောင်းငွေဘယ်လောက်ရပြီလဲဆူချောင်းငွေတွေဘယ်လောက်ရပြီလဲစင်โอเคဒါမမို့ရဘယ်နံပါတ်နော်394316396944ကစီကွန်ဘန်နော်နာမည်တော့ပြမို့ပါကိုမတို့ရေစပြီးတော့လူခံမှာပြေဦးကျော်သူလာပြီနော်โอเคဦးလေးရေမင်္ဂလာပါမင်္ဂလာပါသမီးရေဟုတ်ကဲ့အညိုက်မီမဟုတ်တော့ဆူချပေးတဲ့လူစီဘူးထင်တယ်ကာလို့မတက်လို့အညိုက်မီဒီမဟုတ်လို့ဆူချပေးတဲ့လူမစီဘူးထင်တယ်ဦးလေးအစားကောင်းတဲ့ခဏလေးပြန်တော့ရှင်းမယ်မမို့ရွေးချယ်ထားတဲ့တချင်အများကြီးပဲဒါပေမဲ့တချင်တစ်ပုတ်ဆိုရင်ရမ်းစီတာမမို့ကတော့ဘယ်နှပေါက်လဲ3ပေါက်လား4ပေါက်လားမမို့ရေဘန်ကပို့ပေးပါတဲ့အော်ဘဝတည်းရေအကိုရေဒီမှာမိုးအထူထားပါတယ်3943163969လေးပါအကိုရေတွေ့လားမသိဘူးအမရေတဲ့အကောက်လေးလက်ခံပေးပါအောင်တဲ့ဟုတ်ကဲ့ပါမောင်လေးရေဟို Messenger မှာလက်မလာထောင်ပေးပါနော်မမို့အခု live နေတဲ့အကောက်မှာနော် live နေတဲ့ Messenger အကောက်မှာ Messenger မှာလက်မလာထောင်ပေးပါဟုတ်လေကဲမင်္ဂလာပါခင်ဗျာကိုလိုမတို့ရေအားလုံးမင်္ဂလာပါသူကစိတ်တော့ထားကောင်းပါလို့သမီးခဏလေးတော့မော်တော်ပရက်ဆက်တွေ့လိုက်မယ်ဟုတ်ခဏတော့အကိုဒီကကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကိုအောင်ဖြိုးခန်းနော်အကိုရေကိုအောင်ပြည့်ဖြိုးလားမသိမမို့သူငယ်ချင်းအားလိုက်ပြီနော်အကိုရေလက်ခံပေးပါအောင်တနဘာပို့ထားပေးမယ်နော်အကိုကအလိုလုံးမလားမသိဘူးကိုအောင်ပြည့်ဖြိုးရေ Messenger မှာကြည့်ပေးပါနော်သူငယ်ချင်းအားထားပါတယ်ရှင်အကိုရေဒီမှာမို့ဘယ်နံပါတ်ပို့ထားပေးလိုက်ပြီနော်လွယ်ပြီးလို့ဆက်ချက်ပိုင်းပို့လာပေးပါပြီးတော့ပဝတိရေမမို့သူငယ်ချင်းအားမယ်ဒီမှာအားလိုက်ပြီနော်လက်ခံပေးပါအောင်နော်ပဝတိသူငယ်ချင်းအားလိုက်ပြီနော်မိုးခိုင်မှာအကောင့်နဲ့နော်ပြီးတော့ဘယ်နံပါတ်ပို့ထားပေးမယ်ပဝတိရေမမို့ဘယ်နံပါတ်ပို့လိုက်ပြီစင်လွယ်ပြီးလို့ဆက်ချက်ပိုင်းပို့လာပေးပါနော်ကဲမင်္ဂလာပါခင်ဗျကိုလိုမတို့မင်္ဂလာပါမှာဘယ်နှပတ်ပင်ထိုးထားပါလဲနော်394316396944ကစီကွန်ဘန်နာမည်ပြည့်မို့ပါခင်ဗျကဲပေါင်းဆောင်ပြီးကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျဆက်တော့လောလောဆယ်9000ကျပ်နဲအိမ်မူစီဘာသာဆိုရင်လေးရမင်္ဂလာပါ129ရမင်္ဂလာပါစင်ဒီပူလိုက်တာကဲမင်္ဂလာပါခင်ဗျာ
ကဲမင်္ဂလာပါခင်ဗျာကိုရိုမတို့မင်္ဂလာပါသမီးဘယ်နှဖွဲ့ကြံသေးလဲ 73ဖွဲ့ဦးလေး 73ဖွဲ့ နိုင်ပိုင်းနဲ့ပဲအချိန်ကြံတော့တယ်မနေ့ဖန်ဆိုမရှိတော့ဘူးမနေ့ဖန်ဆိုတခြားကံတွေအတွက်လုပ်ပြရမယ် 73ဖွဲ့ပဲကြံပါတော့တယ်ခင်ဗျာမများပါဘူး 73ဖွဲ့စာပါကိုမတို့ရေ73ဖွဲ့စာတစ်ဖွဲ့10သိန်းကြပါဒါကံပန်းနောက်ဆုံးညပဲမပါဝင်ရသေးတဲ့လူတွေအတိအဟောင်းပေါ့နော်မဟုတ်အကောင်လုံးပြန်တော့ဖိတ်ခေါ်ပါတယ်စင်နော်တယောက်နဲ့နဲ့ပါဝင်ပြီးတော့ပိတ်ပေးကြပါဝင်ပြီးတော့ပြစ်ပေးကြပါကိုမတို့ရေအဖွဲ139ဖွဲ့ကအဖွဲ20နဲ့ဟုတ်လား24ဖွဲ့ဟုတ်လားဦးလေးနော်အဖွဲ24ဖွဲ့ရသွားပြီဒီကြံနေတဲ့73ဖွဲ့ကသူတို့မရသေးဘူးနော်73တိုက်ရင်ကမရသေးဘူးကိုမတို့ရေဦးလေးဒီ73တိုက်ရင်ဆိုရင်ဘကိုးတိုင်းလားဘကိုးတိုင်းမှာကြံတယ်များတယ်ဟုတ်ကြံတဲ့73တိုက်ရင်ဆိုရင် ဘကိုးကြံတယ်သမီးတင်းနိုင်ကြံမယ် ဘကိုးနဲ့တင်းနေနိုင်နော် မကွေးလဲကြံအောင်ပါဘောနော်ကျန်တာတော့တော်မကွေးရတင်းနေနိုင်ရနော်ဘကိုး နေ မ ပြီး ကွေး တော့ တင်းနေနိုင် နေပြီးတော့ဥထင်တယ်တရင်တော့ပဲကြံ နော်โอเค စသည်ပေါ့ ကြားတဲ့အတိုင်းပဲတော့ကိုမတို့နော် ဟုတ်တယ်ကိုနည်းနည်းဒီနည်းနည်းပေါ့သူများမျှကြံတာပေါ့ ဘကိုးတိုင်းမှာဆိုလဲစစ်ခွေးတွေတော်တော်တောင်းကျန်းတာကိုမတို့ရေနေရာတိုင်းမှာတောင်းကျန်းတယ်နော် PDF တွေအများကြီးအကူညီလို့ရတယ် ဘကိုးတိုင်းကတော့တော်တော်လေးလိုအပ်နေတယ်သမီးဘကိုးတိုင်းကတော့တော်တော်လိုအပ်နေတယ်ထားရှိတယ်တော့အဲ့ဒါတော့နောက်လာကြမှာကြည့်ပြီးပြောကြဆိုကြရတာပေါ့ အခုဒီ73ဖွဲ့စာလေးကိုမတို့မမို့တို့ကတိလည်းပေးထားပြီးအစီအဝေးလည်းတက်ပြီးသူတို့လည်းမျော်လင့်တယ်သူတို့လည်းစောင့်နေတယ်နော်ဒီလမမို့တို့ကပြောပြီးကတိပေးပြီးဒီကမ်ပိန်းထဲမှာသူတို့ပါတယ်ဆိုတော့လေမဖြစ်မနေသူတို့ကတော့ရရမှာပေါ့နော်အဲကြောင့်တတရင်စာအတွက်နှစ်တရင်စာအတွက်လူနိုင်တဲ့အလူစင်တွေထွက်လာပေးပါတတရင်မနိုင်ဘူးဒါပေမဲ့တစ်ဖွဲ့စာပြည့်ဖို့အတွက်ကျွန်တော်100 200 1000ပါဝင်ခြင်းနဲ့ရတယ်ကိုမတို့ကမို့တို့အကုန်လုံးဖိတ်ခေါ်ပါတယ်စင်ပါဝင်ဖို့ပဲလိုပါတယ်နော်ဘလောက်ပဲနိုင်ပေါ့နော်အကုန်လုံးပါဝင်ပေးကြပါဒီဆောင်ရမှာလေမမို့စိတ်ထင်ရောက်80ကျော်80ဆိုရင်တော့ပြည့်နိုင်တယ်ဒီ73ဖွဲ့ကမမို့လူခဏဒီနေ့အရောက်30ကျော်ပဲရတယ်နေ့ပိုင်းမှာလူတော်တော်ညိုက်တာအဲ့ဒါတော့မှနောက်ဆုံးအဲ့ဒီ14ဖွဲ့ထဲမှာတစ်ဖွဲ့စာပြည့်ဖို့အတွက်ဘယ်သူမှမပိတ်ပေးသမီးနဲ့မေစုကတယောက်တစ်ဝက်ပတ်စံထုတ်ပြီးတော့အကျွေးနဲ့ပဲထက်ပိတ်ပေးလိုက်တယ်73ဖွဲ့စာကျန်အောင် ငွေအပြည့်တော့3သိန်းကျော်လောက်ပေါ့နော်3သိန်းနဲ့4တောင်လောက်ရှိ ဟုတ်တယ်တိုင်းနဲ့4000 များလာဆိုတော့ဒီတော့ထိတော့များလာတာမဟုတ်ဘူးလုံးလို့အချိန်နဲ့ဆိုရင်တော့တိတ်မများတော့ခုနောက်ပိုင်းကတော့ပြည်သူတွေကနည်းနည်းဟိုနေတယ်ဆိုအကိုတို့မှတော့တစ်ချက်တတိထားမှာကျွန်တော်တော်လိုက်ရပြည်သူအမိပြုထားတော့ပြည်သူဘိုးပြုထားတော့တော်လှန်ရေးဖြစ်တယ် အမရေးတယ် ဒါကြောင့်ပညာရှင်တွေကလည်းတုတ်တတ်တယ်ကဘာမှာစစ်ပွဲပေါင်းများများဆိုတော်လှန်ရေးပေါင်းများများဆိုတာရှိခဲ့တယ်တဲ့ဒါပေမဲ့ပြည်သူရှီကအလှခံပြီးတော့တော်လှန်ရေးလုပ်ထားတယ်လို့မြန်မာတော်လှန်ရေးပဲရှိတယ်အဲ့ဒါကထူးခြားမှုတစ်ခုဖြစ်နေတာဒီချာရန်ဘုံဝင်နဲ့လုံးလုံးနေတာမဟုတ်ဘူးဒီကအကိုတို့မှတို့ပြည်သူတွေကတယောက်တကြတပြားနဲ့ဝိုင်းပြီးလှူတဲ့ငွေလေးတွေနဲ့တော်လှန်ရေးလုပ်နေတာမြန်မာတော်လှန်ရေးပဲရှိတယ်ဆိုတော့တော်တော်ရှာပပပဲတော်တော်ရှာပပပဲအဲ့တော့ကျွန်တော်ပြည်သူတွေကနေပြီးတော့ပံ့ပိုးမှုကူညီမှုမရှိတော့ဘူးဆိုရင်အဲ့တော်လှန်ရေးကတမျိုးတစ်မျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါလေးတော့တစ်ချက်သတိထားဖို့လိုတယ်မြင်းမြတ်တဲ့150ပတ်လွှဲလိုက်ပြီတဲ့โอเคကျေးဇူးဆုတင်ပါတယ် မရေးရောက်ပြီနော်တွေ့ပြီနော်ဒီမှာစီရင်သွင်းလိုက်ပြီနော်ကျေးဇူးတင်ပါတယ်မရေး ကဲမင်္ဂလာပါခင်ဗျ3သိန်းနဲ့4တောင်3သိန်းနဲ့4တောင် ဆိုတက်ပီနိုဖီနိုဆိုပီနို300 စောဖိနိုဟုတ်လားဒီနော် ဆိုတက်ပီနိုလားမသိပီနိုလားပီနိုပဲထားခေါ်လိုက်โอเคနော်နိုင်အိမ်မွေးခေကမြန်မာငွေ9000ကျာ တမီအောင်ပြည့်ဖြိုးတဲ့အောင်ပြည့်ဖြိုးကအမကြီးတဲ့ပတ်စံထည့်ပေးလိုက်ပြီးရှင်းတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ကြည့်ပေးလိုက်မယ်နော်အပြည့်ပြိုရေးခါလေးဆက်လေးကလေးတစ်ချက်ပို့ထားပြီပါဆိုတော့တမီကိုတငယ်ချင်းအခံနေလို့ပြပါ ကိုစီမောင်ဖြိုးရေ1000ပါရောက်ပြီနော်အခုနော်ကျေးဇူးရတင်ပါတယ်ကိုစီမောင်ဖြိုး1000ပါလောက်စင်ကြီး တခါလည်းမှတ်မယ်နော်တမီနော် ဟုတ်ကဲ့ ကျေးဇူးထူးတင်ပါတယ်ခင်ဗျကိုစင်မောင်ဖြိုးရေ ကဲ တမီဟိုမှာအောင်ပြည့်ဖြိုးလားအောင်ပြည့်ဖြိုးကဘယ်လောက်ထည့်ထားလဲမသိ ဟုတ်တယ်အကိုရေဒီဘယ်နံပါတ်ပဲဟုတ်ကဲ့ခဏလေးတမီတော့ကြည့်ပေးမယ်ဟုတ်ကဲ့ပါဦးလေးက ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါ ဟ
နေလောနာမထားမတန်တော့ပဲရစစ်စစ်ပါရโอเคနေလောနာအကိုရေးမင်္ဂလာပါလူလုံးမလို့လား ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကဲသိန်းနဲ့4,000နော်သိန်းနဲ့4,000 73ဘွဲ့စာများဆဆကြီးတော့လည်းမဟုတ်ဘူးဗျဝိုင်းပြီးတော့ပြန်ပံပိုးလိုက်လို့ရတော့ ပြည့်ဖြိုးကနေရပါထည့်ပေးတယ်ကျေးဇူးတင်ပါတယ် ကျေးဇူးထူးတင်ပါတယ်အောင်ပြည့်ဖြိုးရေ200ဘတ်โอเคကဲလောတဲ့ဆောဖိနိုလားဆောဖိနိုက300ဇော်ဝင်းဖြိုးอ่ะဇင်မောင်ဖြိုး စင်မောင်ဖြိုး1000နော်အောင်ပြည့်ဖြိုးက200ကျေးဇူးထူးတင်ပါတယ်ခင်ဗျပပရေမင်္ဂလာပါကဲပါဝင်ဆောင်ပြဖိတ်ခေါ်ပါတယ်နော်73ဘက်သာကြံပါသေးတယ်နော်73ဘက်ရကျွန်တော်ဘကိုးရှိမယ်တင်းနိုင်ရှိနော်မကွေးလည်းရှိအောင်မှာပေါ့မကွေးလည်းရှိတာတော့ရှိနေတာပဲအကုန်ရှိနေတာပေါ့ကျွန်တော်ထင်တာမှတ်မှတ်ရဆိုနေပြီးတော့တခုပဲတစ်ခွက်လားပဲကြံတော့ဆိုတော့တခြားနေရာတွေတော့နည်းနည်းဟိုနေဖြစ်သွားပြီပေါ့လိုသေးတာပေါ့နော်ဆိုစကိုင်းတိုင်းကတော့ကျွန်တော်ကဟိုတိုင်းနေနဲ့ကျွန်တော်ကမပို့ပေးနိုင်အဲ့တော့ခရိုင်နေနဲ့တော့၎င်းမျိုးနယ်နေတဲ့၎င်းဒီလိုချိကပ်ပြီးတော့စကိုင်းတိုင်းကအဖွက်များလုံးလို့မကွေးကြတော့ကျွန်တော်တို့အချိန်ကြီးကြည့်ပြီးတော့တိုင်းနဲ့လည်းကျွန်တော်ထိတွေ့ဆက်ဆံထားတာရှိတယ်မကွေးတိုင်းတာဝန်ခံနေစသည်ပေါ့နော်ခရိုင်နေနဲ့လည်းကျွန်တော်ထိတွေ့ဆက်ဆံထားတာရှိတယ်တင်းနိုင်တိုင်းကျတော့တိုင်းလုံးပေါ့နော်ပဲခူးတိုင်းလည်းတိုင်းလုံးနေပြီးတော့လည်းတိုင်းလုံးကိုကျွန်တော်ထိတွေ့ဆက်ဆံထားတယ်ရှမ်းတောင်ကရင်ဒီကတော့ကျွန်တော်ဒါတွေကတော့ကျွန်တော်အဖွက်အနေနဲ့ပဲကျွန်တော်ထိတွေ့ဆက်ဆံထားတာဖြစ်ပါတယ်ဒါလည်းအခြေအနေရပါနော်တော်လိုင်းအခြေအနေကကျွန်တော်အဖွက်အနေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမျိုးမှာအဖွက်မြင်နဲ့ထိတွေ့ဆက်ဆံတယ်တချို့နေရာခရိုင်တိုင်းဆိုရင်ခရိုင်တိုင်းကျွန်တော်ထိတွေ့ဆက်ဆံထားတာရှိတယ်အကြောင်းရှိလို့ပါကျွန်တော်အကြောင်းပဲတော့မဟုတ်ပါဘူးပေါ့နော်ကဲမင်္ဂလာပါခင်ဗျအဲ့တော့စကိုင်းတိုင်းမှာဆိုရင်ဒါလိုသေးတယ်စကိုင်းတိုင်းမှာလည်းလိုသေးတာပါလားဒီလားဆိုရင်ကျွန်တော်တို့ဟိုမှာဟုတ်ကဲ့မကစီကောမပို့ပေးတယ်တမှုတို့ဘာလို့အစတည်ပေါ့နော်ဒီလိုနေရာတွေကိုကျွန်တော်ပို့ပေးခြင်းသေးတာပေါ့ဆိုတော့မြင်လည်းပို့တော့မပြီးတော့ကိစ္စမျိုးတော့နောက်လာပေါ့ဒီလိုပဲသွားရတာပေါ့နော်ဟောလေးအမကစီကောမပို့လိုက်ပြီနော်မင်္ဂလာပါခင်ဗျမင်္ဂလာပါအောင်မြင်တိုင်းမင်္ဂလာပါခင်ဗျဦးအောင်ထေး1000ဦးအောင်ထေးနော်သမီးနော်ဦးအောင်ထေး1000ကျေးဇူးထူးတင်ပါတယ်ခင်ဗျဦးအောင်ထေး1500ဦးအောင်ထေး1000 3050ပဲရသေးတယ်3050တစ်ဖွဲ့စာပြည့်ဖို့အတွက်ဘယ်လောက်လဲဟုတ်လေ3050နော်ဦးလေးနော်3050ရတစ်ဖွဲ့စာဆိုရင်1000ပါစုစုပေါင်း950 450 1450 2050 3050 okay 3050ကို1000လောက်မယ်3050အနောက်1000 4950နော်အဲ့ဒီ73ဖွဲ့ထဲမှာတစ်ဖွဲ့စာပြည့်ဖို့အတွက်4950လိုပါတယ်စင်တစ်ဖွဲ့စာတို့တစ်ဝက်စာတို့စတူတို့ပါဝင်ပေးမဲ့အလူစင်စီလားတားစင်မြေးစေအကြောင်းတရားကင်ဖို့မိမိကတတိစီပေးကြပါမှန်တယ်မောင်လေးကျေးဇူးထူးတင်ပါတယ်ခင်ဗျကိုမျိုးဝင်းကဲပါဝင်ဆောင်ပြီးဖိတ်ခေါ်ပါတယ်ခင်ဗျနေလောက်ရဲအလိုက်လို့မထားပါနဲ့မတန်းအောင်နော်ကျွန်တော်အာတင်တာပါဆိုတာဟိုတခြားမဟုတ်ကျွန်တော်အာတော့နေလို့မဟုတ်ဘူးအာဆက်ပြီးအာပို့ပြီးတော့တင်းရမှာပေါ့နော်မရောက်နိုင်အတွက်ကအကူတို့မှလို့စဉ်းစားကြည့်ပါဗျာစစ်မှုထမ်းဆိုတဲ့ကိစ္စများကျွန်တော်ပြည်သူတွေဘက်ကရှောင်နိုင်ပြီဟဲ့ဆိုရင်အဲ့ကောင်ဘလူးမှမရှိတော့သူမင်းနာကမိကျွာလို့ဘလူးမှရှိတော့မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ပြည်သူတွေမြစ်တာရက်ခံနေတာစစ်မှုထမ်းပေါ်တာဆွဲတဲ့စင်းတွေကိုမပေါအောင်လို့ရှောင်ကြပါနော်လိုက်ရလုံးမနေနဲ့ငါကြီးအလူလုံးမလို့လားရှောင်တရားရှိတာတွေရှောင်နော်အဲ့လာတွေတစ်ချက်ကျွန်တော်ကမြစ်တာရက်ခံတာနော်မရှောင်လို့စစ်ပြေပြင်ရောက်သွားရင်ကျမသားလူလိမ္မာလေးပါလို့လုံးမနေနဲ့နော်ရှောင်ဆိုတော့မရှောင်ကြဘူးနော်မင်းအောင်လည်းလက်ထဲပါသွားမှာကျမသားလူလိမ္မာလေးပါနော်ကျွန်တော်ကကျွန်တော်မိမဘိုက်ကြီးနဲ့မို့လို့ပါမလုံနဲ့မရဘူးနော်မိမဘိုက်ကြီးလည်းရှည်တိုင်းရင်မင်းသိမှာပဲနော်မင်းအဖေမေလုံကျွင်းနေတဲ့သားလိမ္မာလေးလည်းပဲရှည်တိုင်းရင်သိမှာပဲနော်သားလိမ္မာလေးသမီးလိမ္မာလေးဆိုပြီးတော့ခင်ဗျကြပြဆန်မနေနဲ့နော်စောက်သုံးမကြတဲ့ကောင်နဲ့သွားပေါက်မိတော့သိမှာပဲနော်ဒီတော့
တိုင်းပြည်နဲ့လူမျိုးတွေတိုင်းပြည်တွေကောင်းရကောင်းကျိုးတာမလုံးတတ်တာမေလို့ကသူသားသမီးကောင်းရကောင်းကျိုးကြတော့လုံးတတ်တယ်ခုပါလဲသူသားတယောက်ပြည်ဟိုဘာခေါ်လဲဟိုကျွန်တော်လျှက်စစ်ပါဆိုလည်းမပြောဘူးကားတွေတွင်းတယ်မို့လားသူသားအဲ့ဒါကြီးတွင်းတယ်တွင်းတဲ့ခါကျတော့ခုမြန်မာပြည်မှာရှိနေတဲ့ကားအဟောင်းနေနဲ့ပြန်လဲခိုင်းနေတာအကျဉ်းတန်းလုံးပုံမေလို့ကနော်ဆိုသူသားအတွက်စီးပွားဖြစ်ဖို့ကတော့ကြံဖန်ပြီးလုပ်ပေးတယ်တိုင်းပြည်အတွက်စီးပွားဖြစ်ဖို့ကြတော့ဘာတစ်ခုမှမလုပ်ပြည်သူကောင်းစားဖို့အတွက်ဘာတစ်ခုမှမစင်စားဘူးကိုကျိုးရှာတယ်ဆိုတာအဲ့လိုကောင်မျိုးမှတန်းနဲ့နော်သူကဘာဖြစ်လဲကိုကျိုးရှာတာလေသူကိုကျိုးစီးပွားတွေသူမိသားစုကိုကျိုးစီးပွားတွေဟောဒီအာနာကိုသူကရအောင်ယူတာတဏ္ဍနဲ့ယူတာသူ့အတွက်အများကြီးရင်းရတယ်နော်သူ့အတွက်အများကြီးရင်းရတယ်ဒါပေမဲ့သူတန်အောင်လို့သူလုံးမှာအကိုလုံးမတို့အဲ့ပေါ်မှာတူးချင်းတယောက်ချင်းကသွားပြီးတော့ဘဘကြီးသွားလုံးမနေဖို့ပဲလို့ငါတို့ဘဘကြီးဆိုတဲ့အမျိုးသွားပြီးတော့လုံးမနေဖို့ပဲလို့သူကတန်တယ်သူရင်းတယ်လေကဘာခေါင်းဆောင်နေရတော့မှဥညွတ်အလေးပြုရတယ်နော်နိုဝယ်ငိမ့်တိုင်းနိုဝယ်ဆုရှင်ကိုဖမ်းပလိုက်တယ်ပေါ်တင်ပဲဘယ်နေရာထောက်ထားမှမသိဘူးလက်ဒီဘာမှစောက်လို့မဆိုင်ရင်းတာနော်ရင်းတာဟုတ်တော့ကျွန်တော်တို့ကလွတ်ပေးပါပြပေးပါဒါပဲအော်နိုင်တော့စောက်ပြီးတော့မဆိုင်ဒီလိုကောင်မျိုးကိုဂယူဆိုင်ဖို့အတွက်ကနီလန်တစ်ခုပဲရှိအဲ့နီလန်စည်ရင်းနီလန်ပဲရှိတယ်တိုက်ကျွန်တော်တို့ဘက်ကတိုက်အပါတိုက်ဒါပဲရှိတယ်ညမတိုက်ပဲနဲ့ဝေးလိုက်ကြောင်ပဲလုံနေတော့ကတော့သွားမှာပဲနော်သွားမှာပဲဘာလုံးလို့မရဘူးနော်စီးရကောင်မတိုက်ဘူးနော်တန်တမန်ကြီးကလျှောက်စီးကပ်ပြီးတော့ဟာအမေရိကန်အော်ပေးပါတရုတ်ကိုအော်ပေးပါလုံးမနေနဲ့နော်ပြီးစောင့်ကြည့်စောင့်ကြည့်လျှောက်ပြောမနေနဲ့နော်တိတ်ပြီးတော့ကျွန်တော်အာရုံလာတခါကြီးကျွန်တော်စကားလည်းပဲဒေါနဲ့မောနဲ့ပြောသွားလို့ရှိရင်ဒေါသပါသွားလို့ရှိရင်နည်းနည်းစောက်လို့လည်းဖြစ်ကုန်မယ်သတိထားရတယ်နော်သတိထားရတယ်အဲ့ဒါကြောင့်မို့လို့နောက်ဟိုမြေပြင်က PDF တွေမှနေကောင်းလားဘာညာဆိုတော့မရေးကြသမှလည်းကွာစာရီဝင်ဖတ်ရတာနော်ကိစ္စချင်းပြောထားပါငါလည်းအောက်တော့တယ်တနေ့နေကောင်းလားဆိုတဲ့စာရီဖတ်ရတာကွာတော်တော်အောက်တော့တယ်ငါလည်းမသိသေးပါဘူးကွာတခြားစကားပြောသမှာပြောရရှိတဲ့ဟာကိုပြောဖို့နေကောင်းလားယူတယ်ထားရှိသေးတော့အဲ့တော့စီရေးကပြောရမယ့်ကောင်မျိုးကိုကျွန်တော်တို့ကသွားပြီးတန်တမန်ရေးရသွားချိကပ်နေသလိုနိုင်ငံကြီးကသွားပြီးချိကပ်နေသလိုအဲ့လိုဟိုလိုဒီလိုသွားလုံနေတော့အဲ့မေတော့စောက်ကြည့်မဆိုင်နော်စောက်ကြည့်မဆိုင်အဲ့တော့စီရေးကဆောင်ရွက်ကြတဲ့ခါမှာတစ်မျိုးရှိတာပေါ့ကျွန်တော်တို့ဘက်ကတိုက်เสียရှိတာကိုတိုက်ရရဲတင်းနဲ့တိုက်ပြရတတိုက်ဒါတခုပေါ့နောက်တစ်ခုကလည်းပြည်သူတွေတူးချင်းတယောက်ချင်းနေရသူ့ရဲ့စစ်မှုထမ်းဆိုတဲ့ဆောင်းဘယ်လိုခေါ်မလဲဆောင်ရွက်ချက်ထဲမှာနော်သွားပြီးတော့မကြီးဖို့လိုတယ်နော်လွတ်အောင်ရှောင်းအမေကိုလှုပ်ပြင်းနေပါဆိုတဲ့ကောင်လဲရှောင်းအဖေအိုကြီးကိုလှုပ်ပြင်းနေရပါဆိုတဲ့ကောင်လဲရှောင်းမိမဘိုင်ကြီးနဲ့ပါဆိုတဲ့ကောင်လဲရှောင်းမရှောင်းလို့ပါဝိုင်းရင်တော့သိမှာနော်သိမှာစိတ်မပြေရောက်ချင်းမင်းတို့ကသိမှာနော်သိမှာမင်းတို့ပြေးလည်းမပြေးဘူးမင်းတို့ตายရနေကြတယ်နော်စိတ်မပြေမှာမင်းတို့ตายရနေကြတယ်နော်အရက်ကလေးတများမှနဲ့မင်းတို့ตายနေကြတယ်မွေးစီဝါလေးတွေကျွေးလိုက်ဆိုရင်ตายရတယ်နော်ရက်သေးရွာထဲဝင်တယ်မိမပြိုလေးတွေပေးပြီးပြောပါနော်မင်းတို့ตายရနေကြတယ်သိမှာနော်သိမှာသေတဲ့ခါကျမှကျမသားလေးကလူလိမ္မာလေးပါလုံနေနဲ့လိမ္မာတဲ့ကောင်လည်းသိမှာပဲနော်မလိမ္မာတဲ့ကောင်လည်းသိမှာပဲဆိုတော့အဲ့လာလေးတော့တစ်ချက်သတိထားအဲ့တော့တိုက်ကျွန်တော်ဘက်ကတိုက်ဆက်ရှိတာတိုက်နော်ပြည်သူတွေကလည်းရှောင်ရရှိတာရှောင်အဲ့နှစ်ခုကကျွန်တော်တို့သွားပြီးလက်တွဲနိုင်မှာအဆင်ပြေမှာအဲ့တော့တော်လိုင်းဘက်ကတိုက်เสียရှိတာတိုက်တယ်ပြည်သူဘက်ကရှောင်ရရှိတာမရှောင်ဘူးဆိုရင်မင်းအောင်နိုင်ကစစ်မှုထမ်းတဲ့အကုန်ဆွဲထက်မှာအကုန်လုံးမှာအဲ့ချိန်မှာပါသွားတဲ့ကောင်တော့သိမှာပဲနော်သိမှာအဲ့တော့ပြည်သူလည်းရှောင်ပါတော်လိုင်းရဲ့တိုက်ပါအဲ့ဒီခုမှဖြစ်မယ်အဲ့တော့တော်လိုင်းရဲ့မတိုက်ဘူးပြည်သူကရှောင်နေဆိုရင်မအောင်ပါဘူးခင်ဗျနော်ဒါလေးတစ်ချက်သိထားဖို့လိုတယ်ပြည်သူကတော့ရှောင်ပါရဲ့တော်လိုင်းရဲ့မတိုက်ရင်မအောင်ပါတော်လိုင်းရဲ့တိုက်တယ်ပြည်သူကမရှောင်ရင်လည်းပဲအောင်ဖို့ကမလွယ်
နော်အောင်ဘွားမလွယ်ကျွန်တော်တို့ကြပြာဆန်နေလို့မရပါဘူးငိုချင်းရှိရင်ချနေလို့မရပါဘူးဟာလူငယ်လေးတွေကုန်ပါပြီကွာမင်းအောင်နဲ့လှုပ်ထားဆိုပြီးအော်နေလို့မရပါဘူးအဲ့ကောင်စောက်ကူကိုမဆိုင်ပါဘူးသူ့ကိုရိုးစီးပွားအတွက်စောက်ကူကိုမဆိုင်တာပါသူကရင်းတာနော်သူရင်းထားတဲ့ဟာတောင်တော့သွားလုံးပါပဲနော်ထပ်ပြောမယ်မင်းအောင်လည်းရင်းထားတာနဲတာမဟုတ်ဘူးနော်ကဘာကတော့ဥညွတ်ထားတဲ့ခေါင်းဆောင်လူပဲငင်းတိုင်းစုရှင်နော်တိုင်းပြည်ကဖတ်နေလို့တတ်မှတ်ထားတဲ့လူရဲ့သမီးနော်အဲ့ဒါယူထောင်နဲ့ပြစ်ထည့်ထားတာနော်လှုပ်ပြပါဆိုစောက်ကူမဆိုင်ဘူးကျမကြီးကောင်းမကောင်းအသက်ရှိမရှိပြပြပါဆိုစောက်ကူမဆိုင်ဘူးနော်ဝေးလိုက်ကြောင်မနဲ့ရွာပတ်နေနေလိုက်တယ်စောက်ကူမဆိုင်တာနော် तू ကရင်းတယ်တန်ကိုရင်းမှာနော် तू ရင်းထားတဲ့တန်ကိုသွားလှုပ်မှာနော်အဲ့တော့ကျွန်တော်တို့ဘက်ကသတိထားပြီးတော့ဆောင်ရွက်ဖို့လိုပါတယ်ဝေးလိုက်ကြောင်မလှုပ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်ဒါကြုံလို့ပြောတာပါသက်ဆိုင်ရာတာဝန်ရှိသူတွေတာဝန်ရှိသူလို့ပြောရမှာပေါ့နော်တာဝန်ရှိသူတွေပြည်သူနဲ့ထိတွေ့ဆက်ဆံဖို့လုပ်ပါကျွန်တော်တို့အချိန်ချင်းပြောရတယ်ပြောရပါဇက်လက်ပေါက်နေပြီနော်ပါဇက်လက်ပါပြည်သူနဲ့ထိတွေ့ဆက်ဆံမှုလုပ်ကြပါပြည်သူနဲ့ထိတွေ့ဆက်ဆံပြည်သူနဲ့တွေ့တဲ့အခါပြည်သူနဲ့တွေ့ဖို့မကြောက်ကြပါနဲ့ပြည်သူနဲ့တွေ့ဖို့အချိန်မဆွဲကြပါနဲ့နော်ဒါဒီဘက်နိုင်ငံရေးကတာဝန်ရှိတဲ့လူတွေတော်လိုင်းရေးမှာတာဝန်ရှိတဲ့လူတွေကလည်းပဲမြေမြင့်ကအောက်ခြေနော်စစ်တီတွေနဲ့ရဲဘော်တော်လိုင်းရေးသမားတွေနဲ့ထိတွေ့ဖို့အတွက်ဝင်မလေးကြပါနဲ့ထိတွေ့ကြပါနော်ဝင်ကြီးဆိုသူတွေ PDF တွေနဲ့ထိတွေ့ကြပါနော်တိုင်ရင်မှုတွေစသည်ပေါ့ရဲဘော်လေးနဲ့ထိတွေ့ကြပါအားပေးစကားတွေပြောကြပါနော်ပတ်စံလည်းမထောက်ပါဘူးအားပေးစကားလည်းမပြောဘူးနော်ခိုင်းစရာရှိရင်ခိုင်းနေဆိုရင်အဆင်မပြေပါဘူးအားလုံးကတော်လှန်ရေးဘက်တော်သားချင်းပါအားလုံးကတော်လှန်ရေးဘက်တော်သားချင်းပါနော်ဘာလတ်တာမှလည်းမရဘူးဘာရိတ်ခါမှလည်းမရဘူးတိုက်ဆိုရင်တိုက်တယ်နော်ကြည်တဲ့လုံလောက်မပေးတနဲလုံလောက်မပေးရိတ်ခါလည်းမပေးဘူးပြီးတော့အားပေးစကားလည်းမရှိဘူးဆိုရင်ခမရတို့လုံနေတဲ့ခေါင်းဆောင်နေရနည်းနည်းသတိထားဖို့လိုတယ်နော်ဒါကျွန်တော်တို့တရားဝင်ပြောပါတယ်နော်တရားဝင်ပြောပါတယ်နော်အကြောင်းရှိလို့ပြောနေတာပါအကြောင်းရှိလို့ပြောနေတာပါနော်ဝင်ကြီးတွေနော်ခင်ဗျားတို့ online နေပြီးတော့ခင်ဗျားတို့တပတ်တစ်ခါမိန်ကုန်းတွေချွေနေတာကြီးအာရုံနောက်တယ်အဲ့ဒါကြီးကျွန်တော်စိတ်ဝင်စားဘူးနော်ခင်ဗျားတို့ပြောနေတာဘူဝါဒပါလားမပါလားကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်ကြော်ပလိုက်တာနားထောင်တာလည်းမဟုတ်ဘူးဒါရှင်းရှင်းလေးပဲနော်လက်တွေ့ကြကြလို့ပါနော်စီရေးဘက်မှာတာဝန်ရှိတဲ့ပုံကိုယ်တွေကရဲဘော်တွေနဲ့စကားပြောပါထိတွေ့ပါဆက်ဆက်ပါခင်ဗျားတို့သွားပြီးတော့လက်ဆွဲနှုတ်ဆက်ခိုင်းနေတာမဟုတ်ဘူး online ကပြောလေရတယ်နော်ဥယျာဉ်မှုဘာမှရှိနေတယ်လဲရှိတဲ့နေရာနဲ့ online နေပြောပေါ့ online ကပြောလာတော့ကတော့ခင်ဗျားတို့လုံညော်တော့ပါတယ်နော်အဲ့လောက်လည်းမင်း online ဟိုနေဖြစ်သေးပါဘူးနော်အဲ့ဆိုအဲ့သဘောမျိုးပေါ့နော်အဲ့ဆိုရဲဘော်လေးတွေမှာဘလူအာကိုလို့ကိုအမှမသိရိတ်ခါလည်းမရလာတာလည်းမရဘာထောက်ပံ့မှုကလည်းမရှိဘလူမှလည်းအားပေးမှုမရှိဘူးဆိုရင်ကလေးအတွက်မကောင်းပါဘူးနော်သူတို့မှာပြန်စရာအိမ်လည်းမရှိဘူးခင်ဗျားတို့ပဲပြောနေတာပဲတကယ်လည်းမရှိပါဘူးနော်မိဘလည်းလွမ်းလို့မရဘူးစကားပြောလို့လည်းမရဘူးကိုလူကြီးတော်လိုင်းလူကြီးတွေကလည်းပဲခင်ဗျားဘာလုံးတွေဘာရှုပ်လို့ရှုပ်တယ်တော့မသိဘူးအလုံးကတော့ရှုပ်တယ်ကိုယ်စီရှုပ်နေကြသိတယ်ကျွန်တော်နားလဲဒါပေမဲ့လူရဲဘော်လေးတွေနဲ့တွေ့ဖို့အတွက်ကြိုးစားပါတလားတစ်ခါတွေ့ခိုင်းနေတာမဟုတ်ပါဘူး3-4လစသည်ပေါ့နော်အနည်းဆုံးတစ်နှစ်မှတစ်ကြိမ်နှစ်ကြိမ်3-4ကြိမ်စသည်ပေါ့ဒါမျိုးလေးသက်ဆိုင်နေမြေးလိုက်တော့၎င်းတိုင်းလိုက်တော့၎င်းခရိုင်လိုက်တော့၎င်းတွေ့ဆုံဖို့အတွက်စဉ်းစားပေးကြပါသူရကလူဟောင်းပဲလားသူရမမို့အဲ့လိုမဟုတ်ဘူးဆိုရင်ရဲဘော်လေးတွေအတွက်ကမတရားပစ်မှန်းတယ်ကလေးတွေအတွက်ကနော်အမေကိုလည်းလွမ်းရတာတစ်မျိုးနော်ရွာလွမ်းရတာတစ်မျိုးရွာမှာလည်းပဲအမေအိမ်ကမီးရှို့ခံရတာတစ်မျိုးနော်ချစ်သူကြီးသားဆိုတာသာသာဝေးလို့နော်အဲ့တော့ခင်ဗျားတို့ဝင်ကြီးဝင်လေးတွေလူတွေလည်းပဲခင်ဗျားတို့ကဘာလို့နေမှမသိနော်ဆိုရင်ခင်ဗျားတို့လူကြီးချင်းချင်းပဲစီးဝဲဖိလို့မနေတော့ဘူးနော်လူငယ်လေးတွေနော်ရဲဘော်လေးတွေအတွက်ခင်ဗျာအားပေးစကားတွေနော်ဒါလေးတွေပြောပါနော်ပြောပါခင်ဗျာဘာမှဟိုလည်းဟိုဘာမဟုတ်တဲ့ဟိုမှာငကားလို့ကောင်းမျိုးကြတော့ခင်ဗျာစီးဝဲလို့ပြီးတော့စကားတွေပြောကြတယ်ဟိုမှာပါဝိုင်းမို့လားနော်အဲ့လိုမျိုးကြတော့ခင်ဗျားတို့ဟုတ်တယ်နော်တကယ်ဟိုမှာလုံးလုံးနေတဲ့ခလေးနဲ့ကြတော့ခင်ဗျားတို့စကားမပြောကြဘူးနော်အဲ့ဒါကြီးသတိထားပါနော်မနေ့ပြန်ကြရင်ကျွန်တော်အိုင်းဘူဒူဖိုင်တက်တက်ကိုထပ်လို့အောင်မယ်လုပ်ပြီးတော့ဒါကိုတက်တက်ထပ်ပြောမှာအကြောင်းရှိလို့ပါနော်အကြောင်းရှိလို့ပါနော်ခလေးလေးမှာလွမ်းစရာအမေကလည်းမရှိနော်အိမ်ကလည်းမီးရှို့ခံလာတာလည်းရတာမဟုတ်ထောက်ပံ့မှုလည်းမရှိနော်
ဒီကြတဲ့ခင်ဗျားလူကြီးဆိုတဲ့လူတွေကတခါဘူးမှလည်းသူတို့နဲ့စကားပြောပြီးတာမဟုတ်ဘူးဆိုရင်မဟုတ်သေးဘူးနော်ခင်ဗျားတခုတော့လွယ်နေပြီ မောင်လေးသူရရေမောင်လေးသူရမောင်ရဲ့အကောင့်ဖိုက်ဖြစ်လို့လားမသိအမသူငယ်ချင်းအားလုံးမရဘူးငါအမစာရေးထားတယ်ဒီမှာ comment ထဲမှာကြည့်ပေးပါနော် message ဆက်သွယ်လာပေးပါဒီမျိုးပဲရေးလိုက်တယ်အမနာအမရဲ့အကောင့် Facebook နော်သူငယ်ချင်းလာပြီးအပ်ပေးပါအေးဟုတ်တယ်ဖိုက်ဖြစ်တယ်သူရဲ့အကောင့် ဒါကျွန်တော်အကြောင်းရှိလို့ပြောတာပါအကြောင်းရှိလို့ပြောတာပါနော်နိုင်ငံရေး site ဘက်ကလည်းပဲပြည်သူနဲ့ထိတွေ့ဆက်ဆံမှုအမတန်အားနေတယ်တော်လှန်ရေး site ဘက်ကလည်းပဲခင်ဗျားတို့အောက်ခြေရဲဘော်တွေထိတွေ့ဆက်ဆံမှုအမတန်အားနေတဲ့ဆိုရင်မဟုတ်ဘူးတခုတော့လွဲနေပြီခင်ဗျားတို့ချင်းချင်းဆွေးနွေးမှုတွေလုပ်နေမူဝါဒတွေချနေတယ်ပြည်သူမပိုင်မပြီးဘူးဆိုပြီးတော့ဘယ်ပြည်သူနဲ့မှစကားပြည်သူကပဲနေရာသွားပါမှာနော်ခင်ဗျားကမ်ပိန်းတွေလုပ်ဒီလိုအဒီလိုပဲဒီကမ်ပိန်းကဒီကမ်ပိန်းပဲဆိုတော့မဟုတ်ဘူးဘာလို့မှလည်းမဟုတ်ဘူးဆိုရင်မဟုတ်သေးဘူးတော့ထိတွေ့ဆက်ဆံပါပြည်သူနဲ့ထိတွေ့ဆက်ဆံပါနော်တမလိုက်ဒူရရှိလားနော်ထိတွေ့ဆက်ဆံပေါ့တော့ထိုင်ရပြည်သူတွေနဲ့ online မှာထိတွေ့ဆက်ဆံမယ်ဆွေးနွေးပွဲလုပ်မယ်စသည်ပေါ့ဟိုပြောပေါ့ online မှာပြောတာဘာဖြစ်လဲခင်ဗျာတက်ပြီးပါရိုက်ထားမယ်ပါလာရိုက်လို့ရတာမဟုတ်တာဘာဖြစ်လဲတွေ့ပေါ့ဗပြည်သူတွေနဲ့ဟိုနေဖြစ်တာတာကြောင့်ဘာကြောင့်စသည်ပေါ့ဟိုတနားဖြစ်တနားနဲ့စဓာမျိုးတွေလုပ်ပေးပါပေါ့နော်ခင်ဗျာဘာစီဝဲလို့ဘယ်လိုလုပ်နေမှတော့မသိဘူးခင်ဗျာလုပ်နေရလုပ်ပါလေမလုပ်ဘူးလုပ်ပါနော်ခင်ဗျာ policy ရေးအရှိတယ်လုပ်ရင်လုပ်ရတယ်ဒါပြည်သူနဲ့ထိတွေ့ရမယ်လူကပြည်သူနဲ့ထိတွေ့ပါနော်မြေပြင်အောက်ခြေရဲဘော်တွေနဲ့ထိတွေ့ရမယ်လူကမြေပြင်အောက်ခြေရဲဘော်တွေနဲ့ထိတွေ့ပါနော်ဒီတိုင်းမနေနဲ့ခင်ဗျားတို့နော်ခင်ဗျားတို့တခုလွဲနေသလိုပဲခင်ဗျားတို့ကြည့်ရတာနော်ကျွန်တော်အဲ့လောက်ပဲပြောမယ်โอเคကျေးဇူးထိုးတင်တယ်ကဲဖိတ်ခေါ်ပါတယ်ဦးကျော်သူစကားပြောနေတဲ့မှာဦးကျော်သူစကားပြောနေတဲ့အချိန်မှာအလူစင်က9ယောက်ပါဝင်နေနော်တစ်ဖွဲ့စာရသွားပြီ12ဖွဲ့တိကျန်တယ်နော်ကျေးဇူးထိုးတင်တယ်12ဖွဲ့တည်းမှာတစ်ဖွဲ့စာတော့ရသွားပြီ12ဖွဲ့လိုသေးတယ်စင်အချိန်ကတော့ဒီညပဲရှိတော့လေနော်12ဖွဲ့ပဲကျန်တော့တယ်ဆိုတော့ဒါ9000ကျော်ပဲလိုတော့တာတသိန်းမပြည့်တော့ဟုတ်တယ်9000နဲ့ဘယ်လောက်လဲ9000နဲ့6000 9000နဲ့9000ပဲလိုတော့တယ်နော်ဘတ်ငွေ7သိန်းကမ်ပိန်းကြီး1000 ကမ်ပိန်းကဘတ်ငွေ7သိန်းပါ PDF အဖွဲ့ပေါင်း139ဖွဲ့နော်အဖွဲ့ပေါင်း139ဖွဲ့ကဘတ်ငွေ7သိန်းကအခုဆိုရင်9000နဲ့6000ပဲလိုတော့တယ်နော်139ဖွဲ့က12ဖွဲ့ပဲလိုပါတော့တယ်ကိုတို့မတို့နော်ပြည်သူတွေကြားတဲ့အတိုင်းပဲနော်ခုမှမတို့ထောက်ပံ့ပေးတဲ့ဒီအဖွဲ့100ကျော်ကတချို့အဖွဲ့တွေကလေဘယ်နေရာမှအကူညီမရဘူးမတို့စီမှာပဲရတယ်တလားဆိုရင်10သိန်းကြပဲရတယ်နော်လူမသိသူမသိဆယ်လီလည်းမဟုတ်အဲ့လိုမျိုးပေါ့နော်အဲကြောင့်တခါတလေမှမို့ drone campaign တွေတခြား campaign တွေလောက်လိုက်တဲ့အချိန်မှာတို့လည်းအကူညီမရဘူးဟုတ်လေနော်အဖွဲ့69ဖွဲ့ပဲရတယ်အရင်တော့ဆိုသမီး drone campaign တွေလုပ်တယ်တဝဲကတော့ကြီးစံ campaign ပေါ့တဝဲဆိုရင်ပြည်သူကဘယ်လမ်းကြောင်းပါသွားလဲဆိုတော့ဆယ်လီဒေါ်လာရေးကာလတစ်ခုမှာပြည်သူကပါသွားတာပြစ်ပြီးတော့သူ့ပလိုက်တာထင်ပေါ်တယ်ကြော်ကြတယ်နာမည်ကြီးတယ်လှူတယ်ဖိလှူတယ်အဲ့မေလို့တွေကပေါက်ရလောက်သွားတဲ့ခါမှာပြည်သူကနောက်လန်သွားတယ်ဟာဆိုပြီးတော့နော်အဲ့လိုဖြစ်သွားတယ်အဲ့ဆိုတော့အဲ့ဒါပဲအဲ့ဆိုတော့တကယ်အလုံးလုံးတဲ့ဖွဲ့တွေကြတော့အဲ့ဆယ်လီစင်းထဲမှာလည်းမပါဘူးမပါဘူးဘာအဲ့ဒီသိတယ်တည်တဲ့အချိန်မှာပဲပြည်သူတွေသိတယ်ဆိုတော့ကျွန်တော်တို့ထားပါတော့ရှိတယ်တခြားစကားတွေတော့ဘာမှသိမပြောဘူးဆိုတော့ပြည်သူတွေကပြန်ပြီးတော့တေချာစနစ်ကျနဲ့ဝင်းရံပေးပါနော်ဒီဘက်မှာလမ်းဖွင့်ထားတာရှင်းလေးပဲတစ်ဖွဲ့သာလှူခြင်းတယ်မမိုးကြီးတစ်ဖွဲ့သာအမကိုအကိုကျမကိုနော်တစ်ဖွဲ့သာလှူပေးမှတ်တမ်းလေးထုတ်ပေးပါကျမနာမည်လေးနဲ့အကုန်လုံးဖိတ်ခေါ်ထားတာကြီးဟုတ်တယ်အကုန်လုံးဖိတ်ခေါ်တာနော်အဖွဲ့ကတော့ကျွန်တော်အဆင်ပြေတဲ့နေရာအဆက်ကြကျွန်တော်ဆောင်ပြီးမှာပေါ့ဗျာဒါဆိုတော့အဖွဲ့ပေါင်းကလည်းရားထောင်ရှိနေတဲ့ခါကျတော့မပူပါနဲ့စနစ်ကျနဲ့ကျွန်တော်ပို့ပြီးမှာငါးပြားတိတိမရောစေရနော်ခင်ဗျားတို့ဟိုမှာဗာလဲကြော်သူကဟိုဗာလဲ2000စားတယ်လို့ပါလို့ဆို online မှာပဲရှိတယ်လက်တွေ့မဟုတ်ဘူးခင်ဗျာအဲ့ဒါရှောက်ရုံနေနဲ့ပြီးတော့သိတဲ့ဒီလေးဦးလေးဆိုင်တဲ့နေရာသွားပြီသမီးအလူခံပို့အရေးပေါ်တောင်းလို့ပါပြောလဲဆိုတော့ဒီကောင်မအကူကြီးတောင်းတာအဖွဲ့100ကျော်မရှိဘူးတဲ့ဘသူကယုံလို့လဲခြီစားတဲ့လူပဲယုံမှာပါတဲ့အဖွဲ့100ကျော်တဲ့ပြီးတော့အလူခံတခုပဲတဲ့စင်းစရာတကားမချတတ်ဘူးတဲ့ဦးလေးကျေးဇူးသမီးတို့ချပြတဲ့ချိန်မှာတို့တွေ့တယ်တို့ညိတယ်နော်ဒါပေမဲ့သမီးတို့အလူခံပြီးဆိုရင်ဝင်ဟောက်ပြီးမဟုတ်တာတွေပြောပြီးအဲ့လိုမျိုးကတော့ပြည်သူလူထုထင်အောင်ထင်မအောင်အဲ့ဒါဘောမ6000စီးရဇက်စာဆိုတာအဲ့လိုမျိုးလုပ်တာသူရဲ့တောင်းပါနော်အဲ့တော့လောက်ပါဒီမှာကျွန်တော်လမ်းဖွင့်ထားတာကြီးอ่ะဟုတ်တော့အကုန်လုံးမိုးနာမည်နဲ့ပဲလှူမယ်အဲ့ဒါမဟုတ်ပါဘူးလာပါအကုန်လုံးလာပါဖိတ်ခေါ်ပါနော်ငါတို့အဖွဲ့နာမည်လေးတွေနဲ့ထည့်ပေးပါငါတို့နာမည်လေးထည့်ပေးပါမှတ်တမ်းလိုချင်ပါလေလာထားခင်ဗျားတို့နော်မြေပြင်မှတ်တမ်းတွေ MOD မှတ်တမ်းတွေအသေးချာလိုတဲ့ဟာရပြော
နော်ကျွန်တော်ဆောင်ရွက်ပေးမယ်နော်ဆိုတဲ့သဘောကတော့ဒါတွေကမြေပြင်ကိုတိုက်ရိုက်သွားနေတာဖြစ်တယ်ဒါကြောင့်ပံ့ပိုးပေးကြကဲရှိသေးတော့လောတဲ့9000ကျော်ပဲလို့တော့တယ်နော်တသိန်းတော့မကြည့်တော့ဘူး 9000နဲ့6000လေးပါတယ်ဒီမှာတွေ 9000နဲ့အေး9000နဲ့6000လားဟုတ်လား 9000နဲ့6000ပဲဦးလေး12ဖွဲ9000နဲ့6000 6000ပဲလို့တော့တယ် 17သိန်းပါ17သိန်းက10သိန်းနဲ့4000လားဟုတ်လား10သိန်းနဲ့4000တော့ရပြီဟုတ်9000နဲ့6000သေးတယ်နော်ကြည်1000ကြည်1000ဆိုရင်1000မရှိတော့ဘူး1000မရှိတော့ဘူး ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကဲဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေဖိတ်ခေါ်ပါတယ်9000နဲ့6000ပဲကျန်တော့တယ်ဗျာနော်9000နဲ့6000ကျွန်တော်12ဖွဲ့စာတစ်ဖွဲ့စာတော့ရသွားပြီငွေရဖြင့်12ဖွဲ့စာ9000နဲ့6000အဲ့တော့ပေါင်ဆက်လက်ပေါင်ပေးကိုဖိတ်ခေါ်ပါတယ်နော်ဆက်လက်ပေါင်ပေးကိုဖိတ်ခေါ်ပါတယ်စောစောကကျွန်တော်တို့ပြောတာတွေကအကြောင်းပဲပြောနေတာမဟုတ်ဘူးနော်ဒါပြည်သူတွေလည်းနားလည်ဖို့လိုတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိသူတွေလည်းပဲကျွန်တော်တို့ဟိုချိတ်ဆက်ပြီးပြောတင်တာကြီးပြောမှာပေါ့နော်ဒါတွေကလည်းပဲကျွန်တော်ကပြည်သူကိုပြောပြမယ်ဟာတွေရှိတယ်အကြောင်းရှိလို့ပါနော်အကြောင်းရှိလို့ကျွန်တော်ပြောနေတာဖြစ်ပါအဲ့တော့နိုင်ငံရေးသမားတွေကပြည်သူနဲ့တွေ့ပါတော်လှန်ရေးသမားတွေကအောက်ခြေရဲဘော်တွေနဲ့တွေ့ပါနော်ခင်ဗျအချိန်တစ်ခုပေးပါအချိန်တစ်ခုပေးပါမပေးဘဲနဲ့မရဘူးခင်ဗျပေးရမှာဘာလို့ဒီတိုင်းအဲ့လိုမှမဟုတ်ဘူးဆိုရင်ခင်ဗျတို့ဘာတမ်းမှနားမထောင်ရင်ခင်ဗျတို့အတန်တွေခင်ဗျတို့နားတွေဟိုနည်းဖြစ်နေလိမ့်မယ်နော်အဲ့တော့ခင်ဗျတို့နားထောင်ပါပြည်သူတွေရှိရအတန်ကိုနားထောင်ပေးပါနားထောင်တော့ online မှာကြည့်ပြီးတော့ရှောက်လုံးနေတယ်ခင်ဗျတို့နော်ဟိုမှာဘလူးလဲခင်ဗျတို့ဟိုမှာ online မှာခင်ဗျတို့စကားပြောနေတဲ့ကောင်တွေတွေ့နေတာကြီးอ่ะနော်တက်ဆန်တာဝန်ရှိတဲ့ကောင်တွေ online မှာစကားပြောဂီတာတီးတဲ့ကောင်လည်းရှိနေသေးတာကြီးอ่ะအဲ့လောက်တော့လုံနိုင်တယ်ဆိုရင်ရဲဘော်တွေနဲ့စကားပြောပေါ့ဘာလုပ်နေတာလဲဘာစောက်လို့တွေလုပ်နေတာလဲမသိဘူးကျွန်တော်တော်ကြရင်စောက်ပသက်ပေါက်ချက်ချောက်ပြောရင်မကောင်းဘူးတာဝန်ရှိသူတွေကဘာလုပ်နေတာတော့ခင်ဗျတို့ကဒီတာတိပြီးတချင်းဆိုဖို့ကြတော့အချိန်ရပြီးတော့ရဲဘော်နဲ့တွေ့ဖို့ကြတော့အချိန်မရဘူးဆိုရင်မဟုတ်သေးဘူးရဲဘော်လေးတွေခင်ဗျတို့တွေ့နော်တွေ့နော်ကျွန်တော်တို့အကြောင်းရှိလို့ပြောနေတာနော်အကြောင်းရှိလို့ပြောနေတာခင်ဗျတက်တယ်ကိုသေချာစနစ်ကျနဲ့စစ်ဆေးပါနော်ပေးထားတဲ့စင်းနဲ့လူနဲ့ဦးရေကြိုက်မကြိုက်စသည်ပေါ့နော်ကိုနဲ့ရင်းနှီးလို့ကြော်ရတဲ့ပုံစံမျိုးမလုပ်ကြပါနဲ့နော်အကြောင်းရှိလို့ပြောနေတာနော်အဲ့တော့ခင်ဗျားဗျာခင်ဗျားကိုနေဖြစ်ပြီးတော့ခင်ဗျားဘာကြီးဆောက်ရှောက်ပြောနေတာလို့ပြောမနေနဲ့နော်အဲ့ဒီဟာမျိုးနဲ့တော့တာဝန်ရှိသူပါဇက်ကထွက်မလာနဲ့နော်ကဲโอเคကျေးဇူးထိုးတင်တယ်မင်္ဂလာပါခင်ဗျာကဲကိုမတို့ရေကံပေးရနောက်ဆုံးညမှာတယောက်နဲ့ပါဒီဆောင်စင်းဒီမှာ12ဖွဲ့စာလူသေးပါတယ်စင်တစ်ဖွဲ့စာလူပေးမဲ့အလူစင်မတွေ့သေးဘူးနော်တစ်ဖွဲ့စာတို့နှစ်ဖွဲ့စာတို့ပေါ့နော်တစ်ဖွဲ့ဆိုရင်1000ပါနော်မြန်မာငွေဆိုရင်10သိန်းကျ12ဖွဲ့လူသေးပါတယ်အချိန်ကတော့ဒီညပဲကြာမှာတော့တယ်ကိုမတို့ရေမနေ့ဖန်ဆိုရင်အချိန်ကုန်သွားပြီပေါ့နော်တစ်လပြည့်သွားပြီပေါ့နော်ဒီနေ့နောက်ဆုံးရနေ့ပါရောက်လာမှာတဲ့ဟုတ်ဟေးမောင်လေးဒါအမရအကောက်မဟုတ်ဘူးလေဒါအမရဘယ်နှပါမဟုတ်ဘူးတေချာကြည့်မလို့အော်โอเคအော်ပေါ်တကူကတော့အမရဖြတ်ပိုင်မဟုတ်ဘူးအောက်တကူကတော့ဟုတ်တယ်ဒါဘသူနာမည်နဲ့ခေါ်ပေးရမလဲမောင်လေးဘသူနာမည်နဲ့ခေါ်ပေးရမလဲ1000ပါမင်္ဂလာပါခင်ဗျာဘသူမေးလဲအော်ရောက်လာပြီဒီမှာစိုးလင်းအောင်ပို့လာပေးတယ်မောင်လေးရောက်ပြီနော်ကျေးဇူးတင်ပါတယ်နော်1000ပါရောက်လာပြီစရင်သူရနော်အမ Facebook ကပို့ထားပေးတယ်မောင်လေးလာအပ်ပေးပါနော်သူရအောင်1000ပါရောက်ပါပြီမောင်လေးနော်ကျေးဇူးရတင်ပါတယ်โอเคသူရအောင်1000ပါဆိုရင်အဲ့ဆိုရင်12ဖွဲ့ထဲမှာတစ်ဖွဲ့စာပြည့်ဖို့အတွက်9000ပါပဲလိုတော့တယ်နော်ဒီမှာ1000ရပြီနော်သူရအောင်9000ပါအဲ့ဒီ12ဖွဲ့ထဲမှာတစ်ဖွဲ့စာပြည့်ဖို့အတွက်9000ပါလိုပါတယ်စင်ကျေးဇူးထူးတင်ပါတယ်သူရအောင်ရေကျေးဇူးတင်ပါတယ်မောင်လေးရေကျေးဇူးတင်ပါတယ်သူရအောင်ဘယ်လိုသမီး1000ဟုတ်လား1000
တထောင်ပါတထောင်ပါ တထောင်ကျေးဇူးထူးတင်တယ်ပြအောင် ဦးကျော်သူစကားပြောနေတဲ့အချိန်မှာဗာလဲနတ်အိမ်မှုခိရ400ပြီးတော့ညစ်မြက150ပြီးတော့စောသက်ပီနိုက300ပြီးတော့ဦးစင်မောင်ဖြိုး1000ပြီးတော့အောင်ပြည့်ဖြိုးက200ဦးအောင်ထေး1000ပြီးတော့ဟိုဦးကျော်လင်းနော်စင်ကာပူဦးကျော်လင်းကဒေါ်လာ150စင်ကာပူ3450ရတယ်ပြီးတော့ဝင်းညိုဆိုးလာမသိဘူးနော်အကိုတရားဝင်းညိုဆိုးပဲထင်တယ်900ပြီးတော့ not ဒီဘောင်းနဲ့သူ့ရမောင်လေး1000ပြီးတော့သူရအောင်1000နော်စုပေါင်း10ရောက်ပဲပါဝင်သေးတယ်ပါ10ရောက်ပဲပါဝင်သေးတယ်နော်10ရောက်ပါဝင်လိုက်လို့တစ်ဖွဲ့နဲ့1000ပါရတယ်နော်ကဲကိုမတို့ရေဘယ်သူဖြောက်ချပေးမလဲမသိဘူး12ဖွဲ့ရညနေလို့မရဘူးနော်ဒီနေ့ဒီညနောက်ဆုံးမဲ့နော်ကိုမတို့ရေလူတိလူဟောင်းအကုန်လုံးဖိတ်ခေါ်တယ်နော် မများတော့ဘူးမများတော့ ညညကြည့်ပါတယ်စင်စတူတွေဖိတ်ခေါ်မဲ့အလူစင်တွေစီလား စောစောက9000နဲ့6000စောစောက9000နဲ့6000ဆိုတော့အခုဘယ်လောက်ထည့်ရလဲ 9000နဲ့5000ပဲအခုဆိုရင်9000နဲ့5000ပဲလို့တော့တယ် 1000နော်သူရအောင်က1000ဆိုတော့9000နဲ့5000ပဲကျန်တော့ ဟုတ်တယ်9000နဲ့5000ပဲကျန်တော့တယ် ကဲ9000နဲ့5000ကဲ ဘတ်ငွေ7သိန်းနော်ဒီလကမ်ပိန်းနောက်ဆုံးရက်နေ့မှာနောက်ဆုံးညမှာ7သိန်းပြည့်ဖို့9000နဲ့5000ပဲလို့ပါတော့တယ်စင်နော်7သိန်းပြည့်ဖို့9000နဲ့5000ပဲလို့တော့တယ် အမှန်7သိန်းတော့မကပါဘူးเนาะဒီဗာလဲခုနင်းနေရှိတာပေါ့ဘာ အော်ရ ခေါ် တ လဲ ယ်မောင်လေးရတယ် စစ်ဘေးရှောင်းတွေအတွက်စံအိတ်ဖိုးတွေရှိတယ် မျိုးဝင်းကသိန်းခွဲပို့ပေးမယ်တဲ့မြန်မာငွေ ကျေးဇူးထူးတင်တယ် သိန်းခွဲဆိုရင်1000နဲ့200ဟုတ် တ လား မီးဟိုသူရမေးနေတယ်တစ်ဖွဲ့သားဘယ်လောက်လဲတဲ့ တစ်ဖွဲ့စာ1000ပါမောင်လေး10သိန်းကျတတရင်စာပေါ့နော်1000ပါနိုင်လား1000ပါတစ်ဖွဲ့စာဆိုရင်1000ပါမြန်မာငွေဆိုရင်10သိန်းကျအဲ့ဒါတတရင်စာပေါ့နော်ဒါကမ်ပိန်းအဖွဲ့130ခုနှစ်ဖွဲ့ရဒီညဆိုရင်12ဖွဲ့ပဲကျန်တော့တယ်မောင်လေးဟုတ်ခဏတော့73ဖွဲ့ပေါ့အလူစီ10ဦးပါဝင်လိုက်လို့တစ်ဖွဲ့စာရသွားတယ်ဟုတ်ခဏတော့အဲ့တော့လောတဲ့ကျန်တာကတော့ဘကိုးကြံအောင်မယ်နေပြီးတော့တစ်ဖွဲ့သားပဲကြံတော့မှာဟုတ်ပဲနော်ဒီနေ့တကားပြောနေပြီးတော့တစ်ဖွဲ့သားပဲကြံစင်းကြည့်တယ်စင်းကြည့်တာမဟုတ်တောင်းဝင်ကြည့်သူတွေကျွန်တော်လည်း ကိုမကွေးတင်းနေတာကြီးတိုင်း ဘ လား ကိုးကြံမယ်တနင်္လာကြီးကြံမယ်မကွေးကြံမယ်စကိုင်းကတော့ဒါအဖွဲအများကြီးပေါ့နော်အဲ့နေရာလေးကြံမယ်အဲ့တော့ကင်းဒီနဲ့ရှမ်းတောင်တွေကတော့ကျွန်တော်တို့နည်းနည်းဟိုအဖွဲလိုက်ပဲကျွန်တော်ထိတွေ့ဆက်ဆံတာပေါ့နော်ဆက်ဆံတော့တာဝန်ရှိသူတွေကျွန်တော်ဆက်ဆံထားတာဥပမာ viewer မှုတွေစသည်ပေါ့တိုင်းတောင်ကန်ကျွန်တော်ဆက်ဆံတော်တော်အခြေအနေကကျွန်တော်အဖွဲအနေနဲ့ပဲသွားရအများကြီးဟိုတိုင်းအနေနဲ့ကျွန်တော်သွားလို့မရအကြောင်းရှိလို့ပါဒါလည်းအကြောင်းရှိလို့တော်လိုင်းအခြေအနေရပေါ့နော်အဲဆိုအမှတ်တမ်းလေးတွေကိုသူရလို့အနေနဲ့မှတ်တမ်းတို့ကျင်တယ်ဆိုရင်လည်းပြောပါသမီးရှိကိုလှမ်းပြီးတော့ပို့ပြအမကြီးဒီနာမည်လေးနဲ့ကျွန်တော်မှတ်တမ်းလေးတစ်စောင်ထုတ်ပြပါပြည်ပြင်းအဖွဲလေးဒီစသည်ပေါ့နော် တစ်ဖွဲ့စာကူညီပေးလို့ရှိရင်မြေပြင်ကမှတန်မောင်လေးပို့ချင်တဲ့တိုင်းပြောလို့ရတယ်နော်ပကိုးတိုင်းလားမကွေးတိုင်းလားတနင်္သာရီတိုင်းလားနေပြီးတော့လားပြောလို့ရတယ်နော်ပြီးတော့မှတန်လို့ရှင်တဲ့ဘယ်အဖွဲ့စီနာမဲလားကိုနာမဲနဲ့လားရောက်လာစင်တဲ့ယူပါမေးတဲ့အော်ညီမလေးခဏလေးအမဘန်တခင်မဟုတ်လို့လေအမကိုဖြတ်ပိုင်ပို့လာပေးပါနော်အမမိုးတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါစင်အလူတော်လိုင်းရတဲ့ပါဝင်လို့လားပါဝင်မယ်ဆိုတော့မိုးတော့ပြဆက်သွယ်မယ်နော်ညီမလေးတို့မောင်လေးတို့ပေါင်းနေစပြောနော်မိုးတော့ပြဆက်သွယ်မယ်အခုမှမိုးလာနေတဲ့အကောက်လေးဆက်သွယ်လာလို့ရတယ်နော်မိုးခိုင်မှာ Facebook page ဗာလဲ page Messenger မှာမောင်လေးမျိုးဝင်တသိန်းခွဲဆိုရင်1000နဲ့200ဟုတ်လားဦးလေး ဟုတ်တယ်သမီး 1200မျိုးဝင်စင်းသွင်းလိုက်မယ်ဖြတ်ပိုင်တော့ပို့လာရတယ်ဒါမဲ့လူအများအားပဲလူတဲ့မောင်လေးပဲ ဘယ်လောက်လဲသမီး1200ဟုတ်လားမျိုးဝင် တသိန်းခွဲ1200 1200ကို9000နောက်လိုက် โอ้မိုက်သွားပြီတဖြည်းနဲ့ကတ်လာပြီ 1200လိုအပ်နေတဲ့ခန့်တွေလိုအပ်နေတဲ့9500ကို1200နောက် တပည့်9000 3000နဲ့ရှိရပဲလို့ရတယ် ဟုတ်တယ်9300နဲ့400ပဲလူတော့တယ်ဒါကံပယနောက်ဆုံးညပဲတော့ကိုမတော့ဘတ်ငွေ7သိန်းတိဖို့9300နဲ့400နဲ့400ပဲ သိန်းတော့မကျန်တော့ပါဘူး9000 3000နဲ့ရှိရတထောင်တစ်ဖွဲ့ဆိုရှိကနန်းပြောင်းပါမယ်ကဲတဖြည်းဖြည်းလို့ဗျာနိုင်တော့ပါပြီအေးစစ် โอเคအခုလောလောဆယ်တစ်ဖွဲ့စာပြဖို့အတွက်9000တော့ဒုတိယတစ်ဖွဲ့ပေါ့နော်ဒုတိယအဖွဲ့ပြဖို့အတွက်9000နဲ့400ပဲလူတော့တယ်နော်โอเคဟုတ်ကဲ့မောင်လေးအမတွေ့ပြီနော်ကျေးဇူးတင်ပါတယ်မျိုးကြီး ကဲ9000 3000နဲ့ရှိရဗျာ အော်ယူပါမေးနေရပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်ကဲယူပါမေးကံပယနောက်ဆုံးညမှာယူပါမေးနေရပါပါဝင်တယ်နော် 9000 3000နဲ့600ယူပါမေရူပါမေ200
ယူပါ โอเค9300နဲ့600ကျေးဇူးထွန်းနေယူပါမယ် 9000နဲ့ ကိုမျိုး ဒီ ဝ ဘ င်း က် က မှာလည်းတစ်ဖက်စာပြဖို့အတွက်9000နဲ့600ပဲလိုတော့တယ်ဒီဘက်မှာဆိုရင်တော့9300 600 ကဲအားလုံးပေါင်းရင်9300နဲ့600ပဲလို့တော့တယ်နော်ငါ600 900ဆိုမဲ့လို့ရှိရင်ကဏ္ဍပြောင်းသွားတာပေါ့ဗျာကဏ္ဍတစ်ပြေးပြောင်းမှာနော်ကြိုးစားမယ်ဝိုင်းကြိုးစားမယ်မပူနဲ့ ကဲကိုမတို့ရေကန်ပရင်နောက်ဆုံးညမှာလေတယောက်100 200ဝိုင်းတော့ပိတ်ပေးလို့ရတယ်တစ်ဖွဲ့နိုင်လို့စင်တစ်ဖွဲ့ပိတ်ပေးလိုက်ပါကိုမတို့ရေ12ဖွဲ့စာပဲကျန်ပါတော့တယ်နော်တစ်ဖွဲ့စာနိုင်တဲ့သူရဲကောင်းတွေမမို့တရားမတွေ့သေးဘူးနော်ပေါ်လာပေးပါစတူဖိတ်ခေါ်မဲ့အလူစင်နေစီလားစတူကျွန်တော်တစ်ဖွဲ့ဖိတ်ခေါ်မယ်ကျွန်တော်လည်းတစ်ဖွဲ့စာပါမဲ့အလူစင်စီလားအဲ့လိုမျိုးပေါ့နော် မင်္ဂလာပါခင်ဗျမင်္ဂလာပါစိုးမတ်လားသမီးမမိုး ဟုတ်တယ်ကိုစုံမွေကဒေါ်လာ100ထပ်ပေးတယ်နေ့လေမနေ့နေ့လေတော့အိုး ဒေါ်လာ100ထပ်ပေးတယ်ဟုတ်လေ အော်ကျေးဇူးထိုးတင်ပါတယ်နေကင်းကဒေါ်လာ100ဆိုတော့ဒီညတော့အထူးထပ်မခံတော့ပါဘူးထပ်လူရင်တော့ပိုကောင်းပါ မ ပေါ့ ဆန်အေးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မဆန်အေးက900ထပ်ပေးမယ်တဲ့โอเค မဆန်းအေးနော်သမီးနော် ဟုတ်တယ် ကျေးဇူးထိုးတင်ပါတယ်900โอเค မဆန်အေး 9300နဲ့100ပဲကြံပါတော့တယ်ခင်ဗျ900ဆိုရင်မှတူ 9300နဲ့100သမီး ဒီဘက်မှာလည်းတစ်ဖွဲ့စာပြဖို့အတွက်ဒီ12ဖွဲ့လည်းတစ်ဖွဲ့စာပြဖို့အတွက်9000နဲ့100ပဲလို့တော့တယ်နော်9300နဲ့100ပဲလို့တော့တယ်โอเคဒီဘက်မှာတစ်ဖွဲ့စာပြဖို့အတွက်အဲ့ဒီ12ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်9000နဲ့100လိုတယ်ဘန်းငွေ7သိန်းပြဖို့အတွက်9000နဲ့3100လိုပါတယ်စင်ဒီညပဲအချိန်ကြာမှာတော့တယ်ကိုမတို့ 9300နဲ့100ပဲလိုပါတော့တယ်9300နဲ့100ပဲလိုပါတော့တယ်အကိုတို့မတို့ရေ ကဲကိုမတို့ရေဘယ်နိုင်ငံမှာနေလဲဆက်သက်လာလို့ရပါတယ်ရှင် နိုင်ငံမှာနေပါတယ်ရှင်နဲ့ USA ဒေါ်လာ950စီဒေါ်လာ USA ဒေါ်လာ950စီဒေါ်လာဆိုရင်တစ်ဖွဲ့စာရမယ်စင်ကာပူဒေါ်လာ300ကျော်ဆိုရင်တစ်ဖွဲ့စာရမယ်အော်စီဒေါ်လာ300ကျော်400နီးပါးဆိုရင်တစ်ဖွဲ့စာရမယ်အော်စီဒေါ်လာ300ကျော်400နီးပါးပေါ့တစ်ဖွဲ့စာရမယ်မြန်မာငွေဆိုရင်10သိန်းကျတစ်ဖွဲ့စာရမယ်ဘတ်ငွေဆိုရင်1000ဘတ်နော်ဒါကမ်ပိန်းနောက်ဆုံးညပဲဘယ်သူဝိုင်းပြီးတော့ပိတ်ပေးမလဲပေါ့မမိုးဆိုရင်ပဲအဖွဲမှမချန်ထားခြင်းပေါ့နော်အခုကြံနေတာကတော့ပဲခူးတိုင်းရယ်မကွေးတိုင်းရယ်နေပြီးတော့တစ်ဖွဲ့ရယ်ပြီးတော့တနင်္လာရီတိုင်းနော်ပဲခူးတိုင်းဆိုရင်တော်တော်ထိနာတယ်ပြီးတော့နေရာတိုင်းမှာထိနာတာပေါ့နော်ပြောဆို PDF တွေအရေးပေါ်ကြီးစံနေလို့ရတယ်အများကြီးပဲကူညီနေလို့ရတယ်နော်အဲ့ဒါဒီညသူတို့ရဲ့ကမ်ပိန်းနောက်ဆုံးညဖြစ်တဲ့အတွက်ကြောင့်ကြံနေတဲ့အဖွဲတွေကိုကမို့လို့မပြစ်ထားခြင်းဘူးနော်အဖွဲတိုင်းမှာမို့ကူညီခြင်းနဲ့ဘာလို့ဆိုအဖွဲတိုင်းမှာကူညီလို့ရတယ်အဖွဲတိုင်းမှာအသက်တွေပေးစားနေရတာပေါ့နော်လူမသိသူမသိလဲအရောက်တိုင်းစီတွေတိုက်နေတယ်ဆိုတော့လေသူတို့လည်းအရောက်တိုင်းမှာအခွက်တိုင်းမှာတိုက်ရင်တိုင်းမှာအကူညီလိုရတယ် ဆိုတော့အဖွဲပေါင်း100ကျော်ကြီးကူညီပြီးမှဒီ10ဘွဲကျော်လောက်ကြံနေခဲ့ရင်အဲ့10ဘွဲကျော်ရဲ့နှလုံးသားကိုလှမ်းကြည့်လိုက်ပေါ့ ဟုတ်တယ် သူအပြည့်ကျွန်တော်မြေတန်းတွေ့တယ်ကျွန်တော်ရိုက်သွားနေတာအကိုတို့မတို့ပံဖို့တမီးတို့ငွေတို့သွားပေးနေတာကျွန်တော် group ဖွဲ့ပြီးတော့သွားတာဟောဘကူတိုင်းဆိုရင်ဘကူတိုင်းတိုင်းလို့ပေါ့တိုက်ရင်တွေအကုန်လုံးတိုက်ရင်မှုတွေအကုန်လုံးပါနော်ဒီနေ့ဆိုရင်ဒါနေပြီးတော့စကားပြောနေပြီးတော့ပါပြောဆိုတော့တိုင်မှုနေမကဘူးပေါ့နော်အကုန်လုံးတိုင်တင်းကိုလူ3အောင်ထည့်မယ်ပေါ့အဲငွေကြီးတွေပို့ပြီးတော့လုံညော်စိတ်ချအောင်ပေါ့နော်သူဒါမျိုးတွေပါထားပါတော့ဒါသူတို့စီစဉ်တဲ့ကိစ္စတွေကျွန်တော်ဘာမှမပြောပါဆိုတော့အဲ့မှာဘကိုးတိုင်းဆိုရင်သူအမြဲတမ်းပြောတယ်ဥဒ္ဒသူကျန်တဲ့ဖွဲ့လေးတွေဘယ်တော့လာမလဲသူကပြောဘာဆိုတော့ तू ကတိုင်းရနေစီစဉ်ပေးရတာသူကမျက်နှာပို့တယ်ဆိုတဲ့သဘောကကျွန်တော်ပို့ထားတယ်ဗျာဟို10ဘွဲစာကျွန်တော်ပို့ထားတယ်ဆိုရင် तू အဖွဲ20လောက်ရှိကျန်တဲ့ဖွဲ့10ဘွဲကသူပေးဖို့တက်ကသူအချိန်ဆောက်ရဲဘော်ဟိုကတောင်းနေပြီ group ထဲမှာဟိုဗျသူတို့တောင်းမှာပေါ့ဆရာကျွန်တော်တို့လည်းအဆက်ပြောက်သေးဘူးလားတော့ပထမတက်ကပို့ပေးတော့ကျွန်တော်တို့ဘာလို့မပေးတာလဲဆိုတော့တူတိတူတာတွေလုံးမှာပေါ့ဗျာအဲဆိုတော့သူတို့လည်းမျက်နှာပူတယ်အဲဆိုတော့အဲ့ဒါမျိုးတွေအကူတို့မတို့အေးမန်900ဦးလေး ဟေးမန်နော်တမီးနော် ဟုတ်တယ်လက်စင်လူစီအေးမန်900ကျေးဇူးထိုးတင်တယ်ဟေးမန်ရေ4000နဲ့600 900ဆိုတော့ဘယ်လောက်ဖြစ်သွားအိုး9200နဲ့အများကြီးဖြစ်သွားရင် 9000နဲ့600လား9000နဲ့600လား နင်း393411 9000နဲ့600ကျေးဇူးထိုးတင်တဲ့ဟေမန်ရေ အေးမန်6 8ဒီမှာတစ်ဖွဲ့စာပြဖို့အတွက်4000နဲ့600ပဲလိုတော့တယ်ဒေါ်လာ100ကျော်ပဲလိုပါတော့တယ်ရှင်ဟာရကိုကဘယ်လောက်900နော်တပီနော်ဟုတ်တယ်ငါโอเค9000နဲ့600
92,000နဲ့600ပဲကြံပါတော့တယ်ကျေးဇူးထိုးတင်တယ် ကဲကံပန်းနောက်ဆုံးညမှာဘသူတွေဝိုင်းတော့ပိုက်ပေးကြမလဲကိုမတို့ရေ တက်ဆက်လက်ပေါင်းတို့ဖိတ်ခေါ်ပါတယ်နော်ဟိမန်ကျေးဇူးထိုးတင်တယ်မဆန်ကြီးကျေးဇူးထိုးတင်မိုက်ယူပါမေကျေးဇူးထိုးတင်ပါတယ်200ပါကိုမျိုးဝင်းကျေးဇူးထိုးတင်ပါတယ်ခင်ဗျတသိန်းခွဲနော်ကိုသူရအောင်က1000ပါကျေးဇူးထိုးတင်တယ်မင်္ဂလာပါကျန်စစ်သားကြီးမင်္ဂလာပါတော့ မင်္ဂလာပါမင်္ဂလာပါမောင်လေး ကိုအောင်ထေးကလည်းပါတယ်1500တဲ့ကိုအောင်ထေးကိုသူရအောင်ကိုမျိုးဝင်းမိုက်ယူပါမေမဆန်အေးဟိမန်စားတဲ့အလှရှင်တွေတူချင်းတယောက်ချင်းကိုကျေးဇူးထိုးတင်တယ်နော်အပေါ်မှာဆိုလည်းပဲဆော့ဖီနိုနော်ပြီးတော့ဗာလဲဇင်မောင်ဖြိုးအောင်ပြေဖြိုးစားတဲ့အလှရှင်တွေကျေးဇူးထိုးတင်တယ်နော်ကိုအောင်ထေးတူရအောင်ကျေးဇူးထိုးတင်တယ်ကိုမျိုးဝင်းမတ်ယူပါမေမဆန်းအေးမတ်ဟင်မကျေးဇူးထိုးတင်ပါတယ်ခင်ဗျကဲဆက်လက်ပေါင်းပေးဖိတ်ခေါ်ပါတယ်မကြံတော့ပါဘူး92,000နဲ့600ပဲကြံပါတော့ကြည့်ပါစီအဖွဲအပြည့်နဲ့ကျွန်တော်တို့12ဖွဲ့ပေါ့နော်12ဖွဲ့တော့အပြည့်မကြံတော့ပါဘူးနည်းနည်းပဲကြံပါတော့ ကဲဘရိုအဲ့ဒီ12ဖွဲ့ထဲမှာပြည့်ဖို့အတွက်လေ1000မရှိတော့ဘူး4000နဲ့600ပါပဲလို့ပါတော့တယ်စင် ဟိုတနေ့ပဲကြံတော့4,600ဆိုရင်နောက်တစ်ဖွဲ့ပြည့်သွားမယ် နော်4000နဲ့600ပါထည့်နိုင်တဲ့သူတွေထည့်မနိုင်တဲ့သူတွေ600အဆုံးလဲရတယ်300လဲရတယ်ပြည့်ဖို့အတွက်တယောက်နဲ့နဲ့ပါဝိုင်းတော့ထည့်ပေးကြမမောတော့တစ်ဖွဲ့ပြီးတစ်ဖွဲ့ဖြောက်ချမှာပေါ့နော် သူ100 900သူ200 900သူ9000သူ1000 1000စသည်ပေါ့ဝိုင်းထက်ပြေးပါတယ်ဝိုင်းထက်ပြေးတာဘာလို့မပြေးရမှာအေးနိုင်တဲ့လူတွေကြတော့နိုင်သလောက်ဟိုကိုတရားလောင်လို့စသည်ပေါ့နော်ဟို1000နိုင်တဲ့လူတွေကောင်းတာပေါ့ဗျအဲ့ဒါမျိုးဆိုပူကောင်းတာအဲ့ဒါဆိုမြန်ပြေးတာပေါ့ သမီးရောက်90ဖိတ်ခေါ်လိုက်မယ် တယောက်ဘာလဲသမီး သမီးရောက်90ဖိတ်ခေါ်လိုက်မယ်ဒီနေ့လဲသမီးနဲ့1000ကျော်ကျွေးတက်ပြီ တဖွဲ့စာပြေဖို့အတွက်သမီးအခု9000ပါအယောက်90ဖိတ်ခေါ်မယ်ဒါမဲ့အလူစနေနိုင်တော့ဝင်ထက်နော်အယောက်90ပြေလို့ဆဲမိုးရကံပိန်ပြေမလားတော့မသိဘူးနောက်မို့9000ပါနော်ဖိတ်ခေါ်တယ်နော်အယောက်90ထွက်လာပေးပါစင်ကံပိန်ရနောက်ဆုံးညဆိုတော့မပြေလို့လည်းမရဘူးကမို့ကျွေးတက်ခံတယ်နော် PD ရတော့မှသူတို့အသက်နဲ့ကြီးရတယ်ကိုကြတော့အကျွေးတက်ရတာပဲကိုနိုင်တဲ့လောက်နဲ့ထည့်ပေးရတာပဲနော် ကျေးဇူးထွန်းတင်တယ် ကျေးဇူးတင်ပါတယ် သမီးကအယောက်90တဲ့တယောက်ကို100ထည့်ပေးမယ်9000နော်အကိုတို့ဘာလို့နော်ကြားပါပြီထင်ပါတယ်သမီးကအယောက်90ဖိတ်ခေါ်တယ်တယောက်ကို100ထည့်ပေးမယ်9000ကိုပိုင်ငွေနဲ့အကိုတို့ဘာလို့ဘက်ကကြိုက်တဲ့လောက်ထက်နိုင်တဲ့လောက်ထက်နော်တယောက်ကို100ထည့်ရင်တော့မှ1000ဖြစ်လိမ့်မယ်သဘောကိုပြောတာ200ထည့်ရင်ဘယ်လောက်ဖြစ်သွားနိုင်လဲ300ထည့်ရင်စသည်ပေါ့ကိုနိုင်တဲ့လောက်ဝိုင်းထည့်ကြသမီးကတော့တယောက်ကို100ထည့်ပေးမယ်ကျင်းတယ်လူကြီး90ဆိုတော့9000သမီးကသူ့ကြောက်ထဲလှူတာနော်နေ့က2000ကျွေးတင်သွားလို့ပြောတယ်ထားရှိသေးတော့အဲ့တော့မဟုတ်နေခေတော့အော်မေစုနဲ့တမီနဲ့ဟုတ်တယ်တယောက်1000နဲ့165မေစုကပြောတယ်ဘယ်သူမှမပိတ်လို့ရှိရင်သူလည်းအကျွေးတက်တယ်သူပိတ်လိုက်မယ်2000နဲ့400ကျော်တမီလည်းသူ့တနာတယ်တမီသူ့ကိုတယောက်ပဲမပေးဆိုင်ဘူးတမီလည်းသူနဲ့တဝက်ခွဲလိုက်တယ်တယောက်1000နဲ့100ကျော်အဲ့လိုမျိုးအကျွေးတက်လိုက်တယ်တမီစောင့်နေတာမိုးချောက်ပြီးလဲတယောက်မပေါ်လာဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်တစ်ပတ်စာပြဖို့အတွက်3000ကျော်ပဲလို့တော့တာโอเคကျေးဇူးတင်တယ်ကဲပါဝင်ဆောင်ပေးဖိတ်ခေါ်ပါတယ်နော်ဖိတ်ခေါ်ပါတယ်နော်မင်္ဂလာပါကျေးဇူးထိုးတင်တယ်သမီးကအယောက်90ဖိတ်ခေါ်တာအယောက်90နော်အကိုတို့မလို့ဘက်ကကျက်တော့တဲ့နိုင်တော့တဲ့သမီးကတော့တယောက်ကို100ထည့်ပြီးမယ်ဟာတယောက်100ဆိုပြီးရှော့မတင်နဲ့အယောက်90ဆိုငွေ9000ဗျနော်ဒါတစ်ချက်ကြည့်ရမှာနော်အယောက်90ဆိုငွေ9000နေတဲ့ငွေပမာဏမဟုတ်နော်ဒါပေမဲ့အကိုတို့မလို့ဘက်ကသမီးလိုပဲ9000လိုက်ချက်တယ်နော်တွေ့တဲ့အတိုင်းပဲဘကိုးတိုင်းမှာဆိုရင်ဘလောက်စစ်ခွေတွေတောင်းကျမ်းနေဆိုတာပြည်သူအိမ်ကိုလည်းတက်ထမရလည်းတိုက်လူကိုလည်းသတ်ပြည်သူလည်းပြစ်သတ်နော်လူကိုလည်းသတ်မှာကျွန်တော်မြေပြင်နေထိုင်ရသိရမှာဘကိုးတိုင်းဟာဖူးဖို့ညင်းတဲ့ခြေမှာနော်နေပြီးတော့နဲ့ကတ်နေလို့အဲ့လောက်ပဲပြောမယ်တခြားကိစ္စကြီးရှောက်ပြောလို့အဆင်မပြေဘူးအဲ့တော့မရောက်လိုက်တော့ကြောက်တာမတရားရင်းရတာအကိုတို့မတို့မတရားရင်းရတာဆိုတော့အဲ့လားလေးတွေပေါ့နော်အထိုးနီးလည်းကောင်းပဲမကွေးတိုင်းနေပြီးတော့နဲ့ကတ်နေရင်းရမှာမတရားရင်းရမှာအဲ့တော့အဲ့လိုရင်းရတဲ့အချိန်မှာကျွန်တော်တို့ဘက်ကတွတ်ဆုပ်လုပ်နေလို့မရနော်
အကြောင်းရှိလို့ကျွန်တော်ကပြောကြတာဖြစ်ဆိုတော့ကျွန်တော်ပြောကြတယ်ဒါအကြောင်းရှိလို့နော်သမ္မတကြီးဒူရရှိလားပြည်သူနဲ့တွေ့ပါနှုတ်ဆက်စကားတွေပြောပါပြည်သူကိုအားပေးစကားပြောစရာမလိုပြည်သူကသူအားနဲ့သူကလည်းယူကြမှာနော်ပြည်သူရှိအတန်နားထောင်သက်ဆိုင်ရာကာကွယ်ရေးဝန်ကြီးဦးရင်မွန်တို့ပါလို့နော်ရဲဘော်လေးနဲ့တွေ့ပါနှုတ်ဆက်စကားပြောပါနော်အဲ့ဒါကျတော့အားပေးစကားလိုတယ်ဝန်ကြီးတယောက်အနေနဲ့ဟဲ့သားတို့မင်းတို့နေကောင်းကြရဲ့လားကွာနော်ပြောမှာပေါ့သူတို့ဝင်ကြီးနဲ့သူတို့စကားပြောချင်တာတွေ့ချင်တာပေါ့နော်ခင်ဗျာဝင်ကြီးကရွှေထွက်နေတာမဟုတ်လားရဲဘော်နဲ့စကားပြောဖို့တဘာဝင်တော့ဘာဖြစ်နေရမှာပြောလေဟုတ်တော့စီမံခန့်ခွဲသမားစီမံခန့်ခွဲကိုတတ်နဲ့မရဘူးပြောရတယ်မျိုးဥတ္တ900တဲ့ကျေးဇူးထိုးတင်တယ်ပြောရတယ်တောင်းရှိတာ ကျေးဇူးတင်ပါတယ်မောင်လေး ငါအလုံးရှောက်နေပါတယ်ဆိုတဲ့စကားလုံးနဲ့ဘယ်တော့ခါမှလက်အောင်ငယ်သားကိုခင်ဗျားတို့ဆင်ခြင်မပေးရဘူးနော်အမေရိကန်သမ္မတကြီးဘယ်လိုလဲရေကင်လားပါကျွန်တော်နာမည်တော့မမှတ်မိဘူးနာမည်မပြောတော့ဗျအမေရိကန်သမ္မတတယောက်လိုပဲပြောပြစေတော့ကျွန်တော်ထင်တယ်ရေကင်လားပါလဲမသိဘူးထားရှိသေးတော့ ဟုတ်တယ် အဲ့သမ္မတကြီးဆိုရင်ဗတနေ့မှာပေါ့နော်တနေ့မှာသူ့အိမ်ကနော်အိမ်ပေါ်လို့ခေါ်မှာပေါ့နော်ကျွန်တော်မြန်မာခေါ်ဆိုအိမ်အကူလေးပေါ့အိမ်ကူလေးကသမ္မတကြီးကိုမေးတယ်အိမ်ရှိကိုလက်ညှိုးလေးထိုးပြီးတော့သမ္မတကြီးတဲ့ဟုတ်အိမ်ရှိကတန်းဒီမှာနားနေတဲ့ငှက်ကလေးကဘာငှက်လဲတဲ့sorry ငှက်မျိုးကိုမေးလိုက်တယ်အဲ့ငှက်မျိုးပေါ့နော်ဟိုငှက်နာမည်ပေါ့ဟိုမှာကျွန်တော်စာကလေးပေါ့ဗျာတော့ဟိုမှာစာကလေးငှက်ဆိုတာဘလို့ပုံစံလဲပေါ့သမ္မတကြီးရှင်ပေါ့မေးတယ်မေးတဲ့ခါကျတော့သမ္မတကြီးကပြန်မဖြေဘူးပြန်မဖြေဘူးဆိုတာ तू ကမသိလို့မေးတာနာမည်ပဲသိတယ်နာမည်ပဲသိတယ်နော်ဥမာစောစောလူကကျွန်တော်မိမကျွန်တော်မေးတယ်တိုရှင်မုတ်နဲ့ကျွန်တော်တိုရှင်မုတ်မသိလိုက်ဘူးမသိတော့အဲ့ဒါပြော online မှာရှာကြည့်ရတယ်ဆိုဟုတ်တယ်တိုရှင်မုတ်တူတယ်ရှည်တယ်ပေါ့ဗျာထားရှိသေးတော့အဲ့ဒါမျိုးပေါ့ဆိုတော့နာမည်တော့သိတယ်ပုံစံမသိဘူးအမျိုးအဲ့တော့အဲ့ဒါကိုသမ္မတကြီးကမှတ်ထားလိုက်တယ်အေးနောက်ကြုံလို့ရှိရင်သမ္မတကြီးပြပေးမယ်ပေါ့အဲ့တော့ဆိုအဲ့လိုပဲပြောတာနောက်တစ်နှစ်လောက်နေတဲ့ခါကျတော့တစ်နှစ်ကျော်သွားပြီတစ်နှစ်ကျော်လောက်တဲ့ခါကျတော့သမ္မတကြီးကသူ့အိမ်အခုအမျိုးသမီးတို့လှမ်းခေါ်လိုက်တယ်မက်ဖြူကြီးခဏလာအောင်လာတယ်ပြီးခဲ့တဲ့နှစ်ကသမီးမေးတဲ့ငှက်အဲ့မှာဟုတ်ကရှေ့ကတန်းမှာနော်နားနေတဲ့ငှက်အဲ့ငှက်ကသမီးမေးတဲ့ငှက်ပါပဲဆိုတော့အဲ့တော့မှဆိုးတဲ့တော့သမ္မတကြီးတယောက်နော်အမေရိကန်သမ္မတလောက်လှုပ်ရှုပ်တာအမေရိကန်သမ္မတလည်းရှိတယ်ကရင်စကားပြောပါလားနားမလဲဘူးအကိုကြီးတဲ့အဲ့ဆိုရင်ကရင်စာရေးလိုက်လေကရင်ပမာစာတော့ရေးလို့တတ်တယ်ပမာစကားနားမလဲဆိုတာဘာတဘောလဲဆိုကရင်စာရေးလိုက်ဖတ်ပြလိုက်မယ်ကရင်ပြလို့စင်ကရင်စာရေးကရင်သွားလို့သမ္မတကြီးတယောက်ကဒီတော့ဒီကဘာလုံးလှုပ်ရှုပ်အလုံးဒီကဘာလုံးတော့ဥဆောင်နေတဲ့အမေရိကန်သမ္မတကြီးတယောက်သူ့အိမ်ပေါ်ခလေးမလေးတယောက်သိကျင်တဲ့အကြောင်းအရာကိုတစ်နှစ်လောက်ကြာတော့သူပြောပြတယ်သူခေါင်းနဲ့ထည့်ထားတယ်အဲ့ဒါခေါင်းဆောင်ဆိုတာအဲ့လိုစဉ်းစားရတယ်အဲ့လိုသွားရတယ်နော်အဲ့လိုသွားရတယ်အဲ့တော့တွေ့ပါနော်ရဲဘော်တွေနဲ့တွေ့ပါပြည်သူနဲ့တွေ့ပါပြည်သူနဲ့တွေ့ဖို့တည်းမကြောက်ပါနဲ့ပြည်သူတင်ပြတာကိုနားထောင်ဖို့အတွက်ခဏကိုတတ်တည်မွေးထားပါတင်ပြပါစေဘာဖြစ်လဲမင်းတို့ကလည်းပဲ့ပါသွားတာမှတ်တော့နော်သူလိုချင်တာသူဖြစ်ချင်တယ်ပြောမှာပေါ့ပြည်သူပဲဟာခင်ဗျားတို့ပြည်သူဆန္ဒနဲ့ညီပြောပြီးတော့ပြည်သူနဲ့ကျတော့စကားမပြောဘူးဆိုရင်မဟုတ်သေးဘူးနော်အဲ့တော့ပြည်သူနဲ့တွေ့ကြပါကျွန်တော်အကြောင်းရှိလို့ပြောနေတာဖြစ်ပါတယ်နော်ရဲဘော်လေးနဲ့တွေ့ပါနော်တော်လိုင်းရေးကြည့်လိုက်အချိန်မှာရဲဘော်လေးနဲ့တွေ့ပါနော်ခင်ဗျားကိုတရုတ်ပြည်ကိုထိချုပ်သွားတဲ့လူနော်သူတို့ရဲ့ခေါင်းဆောင်လူလဲမော်စီတုံးလားစီးထားတဲ့ဖနက်ရဲဘော်လေးကဖဏမရှိတော့သူကစီးထားတဲ့ဖဏကလေးချုပ်ပေးလိုက်တယ်မဟုတ်ဘူးလားအဲ့တကြီးတက်တော့ထိန်းတာပဲမြစ်တာနဲ့ထိန်းသွားတာဟုတ်တော့ခင်ဗျားတို့ရဲ့ဗိုလ်ချုပ်အောင်ဆန်းနော်သူဝတ်ထားတဲ့အင်ဂျီကိုလမ်းဘေးအကျော်တယ်လေးကိုချုပ်ပေးလိုက်တယ်မဟုတ်ဘူးလားဟုတ်တော့သူချုပ်ပေးလိုက်တာအဲ့အကျော်တယ်လေးတယောက်ပဲဒါမဲ့လို့ဒီတိုင်းတစ်ပြည်လုံးကဗိုလ်ချုပ်ရဲ့အင်ဂျီကိုငါတို့ချုပ်ပေးတယ်လို့ပဲထင်သွားတာမြစ်တာနဲ့အချိကတ်တာနော်ကြုံလို့ပြောအောင်မယ်နော်ဗိုလ်ချုပ်ကိုကုတ်အင်းကြီးဆင်ပေးတဲ့နိုင်ငံကမင်းအောင်လှိုင်သွားလေတော့မယ်တဲ့နော်အဲ့နိုင်ငံကလည်းအဲ့ဒါမျိုးတွေနော်ဗိုလ်ချုပ်ကိုကုတ်အင်းကြီးဆင်ပေးတဲ့နိုင်ငံဘယ်နိုင်ငံလဲတော့မသိဘူးဒါကြည့်နေတော့အခုအဲ့ဗိုလ်ချုပ်ကိုကုတ်အင်းကြီးဆင်ပေးလိုက်တဲ့ဟ
စင်ပေးလိုက်တဲ့ချုပ်ပေးလိုက်တဲ့နိုင်ငံကခုမင်းနိုင်သွားမယ်ဆိုပဲနော်မင်းအောင်နိုင်သွားတာကိုလက်ခံအောင်မယ်ဆိုပဲနော်ဘယ်နိုင်ငံလဲတော့မသိတော့ပါဘူးထားပါတော့ရှိသေးနော်ခေယာစုချုပ်ဟိုဘက်လက်ဘိတ်ကညှော့နေမယ်ကြီးတော်တွေ့တတ်တယ်ဆိုတာနော်ဖြစ်ပညာရှင်တွေကတော့မှားထားခဲ့တာပဲဆိုတော့ကောင်းပြီကျေးဇူးထိုးတဲ့စွတ်သွားຫນွေဦးသစ္စာမဟောတရ900ဟုတ်လားသမီးနော် ဟုတ်တယ်900ထည့်လိုက်လို့အဲ့ဒီ12ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်4000တိတိပဲလို့တော့တယ်ကြားတော့ရေ မဟောတ တာ ရ ယူပါတဲ့မပေါ်လဲတာယူပါကဲမပူမှာချက်ကတာကလေးဝဲချက်ကတာကမပူမှာချက်လို့ချက်ကတာကလေးလေးကို PDF လို့ချင်းနေဖွဲ့ပါလေစူပေါင်းအားနဲ့ဝိုင်းကူညီပေးကြပါခင်ဗျာတဲ့ဒီမှာလေကိုတို့မတို့ရေ12ဖွဲ့စာပြဖို့အတွက်4000ပါလို့ပါတယ်စင်4000ပါလို့ပါတယ်နော်ပြီးတော့ မဟောတရ900ဆိုတော့ဘယ်လောက်ကြံသွားလဲ9200နဲ့ ဘန်ဝေ7သိန်းတိတိပြဖို့9000နဲ့2000ပဲလို့တော့တယ်9000နဲ့2000တိတိပဲလို့တော့တယ် ဟုတ်လား100ကျန်သေးတယ်9200နဲ့100ဟုတ်လားသမီး အဲ့မှာလည်းမရှိဘူးလေဦးလေး ဟုတ်လား100လှူတဲ့လူရှိလား သမီးလေဦးလေးကလည်းသမီးရဲ့ကိန်းထဲမှာမဟုတ်တာပါတယ်လေသမီးဖိတ်ခေါ်တာရောက်90 အေးမေးသွားတယ်900โอเค သမီးဖိတ်ခေါ်တာရောက်90ကမဟုတ်တာတယောက်ပဲပါဝင်သေးတယ်မမိုးကရောက်90ဖိတ်ခေါ်တာဆိုမမိုးရဲ့ကံပန်းရနောက်ဆောင်ညဖြစ်တဲ့အတွက်ကြောင့်ဖိတ်ခေါ်တာပါကိုတို့တို့အကိုတို့မှမေ့နေတယ်နော်သမီးအယောက်90ဖိတ်ခေါ်တာမဟုတ်တာတယောက်ပါ ကံပန်းရနောက်ဆောင်ညဖြစ်49ယောက်ကြံသေးတယ်49ယောက်သမီးအယောက်90ဖိတ်ခေါ်တာတယောက်ကို100နော်ကျွန်တော်တို့ဟိုပြောဒီပြောနေမိပြီသွားတော့အကိုတို့မှတော့ပြန်ပြီးတော့ဆက်ပေးနော်အကြောင်းရှိလို့ပါဗျာနော်ကျွန်တော်တို့အမှန်မှန်တော့ကျွန်တော်ဒီလောက်ဒီစကားမပြောလို့အဆင်မပြေပါဘူးနော်ကျွန်တော်အားတော့အားနာတယ်ပြောရတာနော်ကျွန်တော်လေသမားဆိုတော့ပါအသိအဆင်မပြေလို့အဲ့ဆိုဒါဒီလိုပဲပြောရတာဗျာအာယူပြောဒါရှိသေးတော့အဲ့တော့မဟောတရကျေးဇူးထိုးတင်တယ်နော်သမီးကအယောက်90ဖိတ်ခေါ်တာမဟောတရတယောက်ကို100ဖိတ်ထည့်ပေးမယ်အယောက်90ငွေ9000သမီးကတယောက်ထည့်တယ်အဲ့ဒါကိုပထမဦးဆုံးဦးဖြားဖြားနဲ့မဟောတရလာထည့်ပေးတယ်900တဲ့အဲ့တော့600ဖြစ်သွားမောဒရာ900နဲ့တမိ100နဲ့600အိုးတမိမပီလီလား900ကျေးဇူးထိုးတင်တဲ့600နောက်ပလင်900ဆိုရင်မိုး100ဆို600စကောလနောက်စကောအဲ့ဆို40စီရောက်ပဲလို့တော့တယ်ဒါနောက်ပလင်ရေကံပန်းရနောက်ဆောင်ညမှာပေါင်ပေးလို့ကျေးဇူးတင်ပါတယ်နော်ဝမ်တော့ပိတ်ပေးတဲ့9000နဲ့400နောက်ပလင်9000နဲ့400ပဲကျန်တော့ကျေးဇူးထိုးတင်နေပါတယ်မပီလီရေတကယ်ကျေးဇူးထိုးတင်ပါတယ်3တစ်ဖွဲ့စာပြဖို့အတွက်3000နဲ့400ပဲလို့တော့တယ်ဒီဘက်မှာကျတော့9000 1000နဲ့400ပဲလို့တော့တယ်နော်9000 1000နဲ့400ဟုတ်တယ်ကျေးဇူးထိုးတင်တယ်တမိကတယောက်ကို100ထည့်ပေးမယ်လောတဲ့2ယောက်တော့ရပါဘူးတယောက်ထဲနဲ့တမိတယောက်ထဲနဲ့9000နော်လူ90ဖိတ်ခေါ်ထားတာအကိုတို့မတို့9000အိုးမမိုးရေ900ပါမယ်ကျေးဇူးတင်ပါတယ်မမိုးရဲ့ဒီလိုက်900ဆိုရင်1000ပြည့်သွားပြီအဲ့ဆိုရင်မမိုးက1000ဆိုတော့9000နဲ့400ပဲကျန်တော့တယ်ဟုတ်တယ်နော်သမီးနော်ဟုတ်တယ်အဲ့ဆိုရင်ဒီဘက်မှာတစ်ဖွဲ့စာပြဖို့တဲ့2000နဲ့400ပဲလို့ပါတော့တယ်စင်ဒီဘက်မှာကျတော့9000နဲ့400ပဲကျန်မမိုးရေကျေးဇူးတင်တယ်မကြီးကဲမမိုး1000 17သိန်းဘာ17သိန်းပြဖို့ကမ်ပိန်းနော်ကမ်ပိန်းပြဖို့အတွက်ဘာ9000နဲ့400ပဲလို့တော့တယ်ဒီဘက်မှာ12ဖွဲ့စားတော့တစ်ဖွဲ့ပြဖို့အတွက်2000နဲ့400ပါပဲလို့ပါတော့တယ်စင်ကျေးဇူးထိုးတင်တယ်မမိုးရေ1000အဲ့တော့မမိုးက1000ဆိုတော့9000နဲ့400ပဲကျန်တော့တယ်ဟုတ်တယ်ဒီဘက်12ဖွဲ့စားလဲတစ်ဖွဲ့စားပြဖို့အတွက်2000နဲ့400ပါပဲလို့ပါတော့တယ်စင်ကဲမမိုးရကမ်ပိန်းနောက်ဆောင်ညမှာဘသူတွေဝမ်တော့ကူညီပေးမလဲဘသူတွေဝမ်တော့ပိတ်ပေးကြမလဲပါဝင်ပေးကြပါအောင်စင်မမိုးရောက်90ဖိတ်ခေါ်ပါတယ်နော်နော်ဒီချန်တဲ့ဆက်ဖွဲ့ကဒီချန်တဲ့ဆက်ဖွဲ့ကဘကိုးတိုင်းတွေကျန်တယ်ဘကိုးတိုင်းအတွက်ကျန်တယ်ပြီးတော့မကွေးတိုင်းရယ်တနင်္သာရီတိုင်းရယ်နေပြီးတော့တစ်ဖွဲ့စာကျန်တယ်နော်အဲကြောင့်ကိုဘယ်နေရဘယ်တိုင်းကိုလူချင်လဲပေါ့တည်င်းတွေကြည့်အခြေအနေတွေကြည့်ကဲမင်္ဂလာပါခင်ဗျာဘကိုးတိုင်းအတွက်တစ်ဖွဲ့စာကူညီပေးလို့လားရတယ်နော်ရတယ်မောင်လေးတို့နာမည်ပြောလာလိုက်မောင်လေးတို့အဖွဲ့စီလားအဖွဲ့နာမည်ပြောလိုက်နော်ပြောလိုက်စမ်းဘလူးလဲကွန်ပျူတာတန်လေးဗလဲလေးအညီနဲ့မောင်ခါလေးမှတ်တန်ထဲမှာဘယ်လိုမျိုးနာမည်နဲ့ရေးရမလဲမောင်လေးရေးပေးပါအောင်အဲ့တော့တစ်ဖက်စားနော်လေးအညီနဲ့နိုင်ကြီးတဲ့မြင်ခဏလေးဘသူအညီနဲ့လဲဘယ်လိုလဲကဲမင်္ဂလာပါခင်ဗျသမီးဖိတ်ခေါ်တဲ့သမီးဖိတ်ခေါ်တဲ့အယောက်90 3ယောက်တော့ရပြီ
နောက်ဆုံးရက်ဆိုတော့တဲ့900ထပ်ထည့်မယ်တဲ့ နိုင်ကြီးနာမည်နဲ့ပဲလာမလေး ကျေးဇူး900ဆိုတော့600ကျေးဇူးထိုးတင်ပါတယ်မဟုတ်သလားကြီးโอเคဒေါ်မီတထားဆွေ900ကျေးဇူးထိုးတင်ပါတယ်ခင်ဗျာတကယ်ကျေးဇူးထိုးတင်ပါတယ်ကျေးဇူးထိုးတင်ပါတယ်ကျွန်တော်ကဏ္ဍလေးပြောင်းပါမယ်ဟိုလက်တော့မလဲတော့ဖြစ်သွားပြီမော်သရာကြီးကျေးဇူးထိုးတင်ပါတယ် ဟိုမှာ ဒေါ်မီတထားကြီးကျေးဇူးထိုးတင်ပါတယ် တော်မီတက်ထားဆိုရင်400ဆိုရင်900ဖြစ်သွားပြီ အဲ့တော့မော်သရာ600သမီး မဟောဒရာ600ဖြစ်သွားပြီ မော်သရာ600ကို6000တော့ရေးလိုက်တယ်600ဒေါ်မီတထားဆွေက900ဆိုတော့9000နဲ့1000ပဲလိုပါတော့တယ် ကျေးဇူးတင်ပါတယ်တော်မီတက်ထားဆိုနဲ့မဟောဒရာရေကျေးဇူးတင်ပါတယ် ကျေးဇူးထိုးတင်ပါတယ်ခင်ဗျ 1100 9000နဲ့400မှာ600နောက်ထပ်900 8900နဲ့300 စစ်တောင်း9000နဲ့300နော်ဒီဘက်မှာဆိုရင်တစ်ဖွဲ့စာပြဖို့အတွက်1300ပဲလို့တော့တယ်အဲ့ဒီဆက်နှစ်ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်1300ပဲလို့ပါတော့တယ်စင် ကျေးဇူးထိုးတင်တယ်သမီးဖိတ်ခေါ်တဲ့အလှရှင်အယောက်90က9ယောက်ရပြီ45ယောက်ပဲကျန်တော့တယ်တော့ကနန်းများတယ်လို့တော့မထင်နိုင်နဲ့ကနန်းများသလောက်လူရလိုက်ခဲ့တာရောက်90 ကိုရပါရောက်နေတာမှာကျေးဇူးတင်ပါတယ် ရောက်ကို100 9000အယောက်90တယောက်ကို100 9000သမီးကထဲတာတယောက်ထဲအဲ့တော့အကူတို့မတို့ဘက်ကကျဲတဲ့လောက်ထဲပါနိုင်တဲ့လောက်ထဲပါအဲ့ဒီပေါ့မှာသမီးကတယောက်ကို100လိုက်ထည့်ပေးမှဖြစ်တယ်အယောက်90တိတိတယောက်ကို100ဆိုတော့အယောက်90ဆိုတော့ငွေ9000သမီးကသူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ထည့်တယ်အကူတို့မတို့ဘက်ကတိုက်တဲ့လောက်ထဲနိုင်တဲ့လောက်ထဲသမီးလိုကဲ့သို့ပဲ9000လိုက်ထည့်တယ်မလိုပါဘူးကျေးဇူးထိုးတင်ပါတယ်မမိုးကြီးကိုရလွှဲပြီးသွားပါပြီတဲ့ ဟုတ်တယ်ဟုတ်ခုနကတော့ဘယ်လောက်လဲစစ်တောင်းဘယ်လောက်လဲလိုတာဦးလေး 8900နဲ့300သမီးလေး စစ်တောင်း9000နဲ့300နော်ဘာ17သိန်းကမ်ပိန်းကြည်2000နော်ဘာ17သိန်းပြဖို့ကြည်2000ကအဖွဲတန်နဲ့30ခုနှစ်ဖွဲနော်ငွေနဲ့ဆိုရင်17သိန်းပေါ့နော်17သိန်းပြဖို့1900အေးစစ်တောင်းနဲ့9300ပဲလိုတော့တယ်နော်ဒီဘက်မှာကျတော့တစ်ဖွဲ့စာပြဖို့အတွက်1300ဘာပဲလိုတော့တယ်12ဖွဲ့ထဲမှာတစ်ဖွဲ့စာပြဖို့အတွက်1300ဘာပဲလိုပါတော့တယ်စင်1300လူနိုင်တဲ့အလူစင်တွေအဲ့ဒီ12ဖွဲ့ထဲမှာတစ်ဖွဲ့စာရမယ်တစ်တိုက်ရင်စာရမယ်နော်အခုအရန်ရေးကြည့်တာတော့မရသေးတဲ့အဖွဲပေါ့နော်ပကိုးတိုင်းရယ်မကွေးတိုင်းရယ်တနင်္သာရီတိုင်းရယ်နေပြီးတော့တစ်ဖွဲ့ကြံတယ်နော်အခုခုနကတော့မဝဲရမောင်လေးအဖွဲတစ်ဖွဲ့စီးတယ်သူတို့လူစုလိုက်မယ်တဲ့နော်လူစုလို့ရလို့စင်တစ်ဖွဲ့စာရလို့စင်ရင်သူတို့ပကိုးတိုင်းအတွက်ထောက်ပံ့ပေးချင်တာပေါ့နော်သူတို့နာမည်နဲ့မှတန်ထုတ်ချင်တယ်အဲ့လိုမျိုးမဆာလီဆိုင်ရေမင်္ဂလာပါနော်ရေမင်္ဂလာပါကောင်းမခံရအောင်ရုန်းကန်ကြမယ်တဲ့โอเคမမိုဟယ်လီနာဖြတ်ပန်ရောက်လာပြီနော်ကျေးဇူးရတင်ပါတယ်မရေကျေးဇူးတင်ပါတယ်โอเคဒါနိုင်ငံခြားအဖွဲ့တွေနော်ဒီညတစ်ဖွဲ့စာအလူစင်ကြီးမတွေ့သေးဘူးနော်မမိုအယောက်90ဖိတ်ခေါ်တာကို9ယောက်ပဲရပါသေးတယ်45ယောက်လိုသေးတယ်ကိုတို့မတို့ရေနော်ဘသူတွေဝမ်းတော့ပါဝင်မလဲဒီညနောက်ဆုံးညမှာဘသူတွေဝမ်းတော့ဖိတ်ပေး တစ်ဖွဲ့စာပြေဖို့အတွက်သမီးဘယ်လောက်လိုသေးလဲ1300ပါပဲဦးလေး1300ပဲလိုတော့တယ်အကူတို့မတို့ ဟုတ်တယ်1300ပဲလိုတယ်ဒုတိယတစ်ဖွဲ့စာပြေဖို့အတွက်တစ်ဖွဲ့ကို8000နောက်တစ်ဖွဲ့စာပြေဖို့တစ်ဖွဲ့ပြေသွားပြီတစ်ဖွဲ့ပြေသွားပြီတစ်ဖွဲ့ဆိုတာတတိုက်ရင်းစာနော်အကူမတို့တတိုက်ရင်းတော့ဒါအညာကပြည်တယ် တစ်ခု နော် မှပြေသွားပြီ73ဘွဲ့မှာတစ်ဖွဲ့စာပြေသွားပြီ12ဘွဲ့ပဲကျန်တယ်အဲ12ဘွဲ့မှာနောက်တစ်ဖွဲ့စာပြေဖို့အတွက်1300ပါ 1300ပဲကျန်တော့တယ်1300အကူတို့မတို့1300ကဲမင်္ဂလာပါအလုံး30အလုံး30ဆိုရင်1653ညကျေးဇူးရတင်ပါတယ်နော်ရဲဆိုရင်1953ညဖြစ်သွားပြီညီမလေး100ပါထည့်မယ်နော်ရေ1953ည1 9 5 3ဟိုက1300ပဲကျန်တယ်ဆိုတော့နှစ်ဖွဲ့သာပြေးသွားပြီ နှစ်ဖွဲ့စာပြည့်သွားပြီအပေါ်ကတော့ဟိုတတရအဖွဲနဲ့ပြန်တော့စရင်ထိုးမယ်စရင်ထိုးတက်မယ် ကျေးဇူးထိုးတင်ပါတယ်အမရေမဆာလီဆိုင်ရေကျေးဇူးထိုးတင်ပါတယ်ခင်ဗျာ မဆာလီဆန်โอเคနော်ခဏနော်1300ကို1935အဲ့ဆိုရင်450ပို့တာပေါ့နော်ဦးလေးနော်450ပို့တယ်စစ်ထောင်လုပ်မယ်နောက်ထပ်တစ်ဖွဲ့စာရဖို့အတွက်450 1 9 5 3ည နောက်စစ် အ ထောင် မရေကျေးဇူးထိုးတင်ပါတယ်8000 9000
ကေတတရားဖွဲ့ပြီးဖို့အတွက်9550 8950ပါ8950ပဲလို့ပါတော့တယ်နှစ်ဖွဲ့သာပြည့်သွားပါပြီနှစ်ဖွဲ့သာပြည့်သွားပါပြီ အဲ့ဆို17ဖွဲ့ပဲကျန်တော့မယ်နော်17ဖွဲ့နော်17ဖွဲ့ကျန်โอเค17ဖွဲ့ကျန်တယ်17ဖွဲ့ကျန်တယ်အဲ့ဒီ17ဖွဲ့ထဲမှာဟုတ်လားဦးလေးဟုတ်လားနော်12ဖွဲ့မှာဖွဲ့ပြပါပြီ17ဖွဲ့ထဲမှာနောက်ထပ်တစ်ဖွဲ့စာရဖို့အတွက်9550ပဲလိုပါတော့တယ်ဆင်ဒါနောက်ဆုံးညပဲကိုတို့မတို့ရေးဒါအဖွဲ130ခုနှစ်ဖွဲ့က17ဖွဲ့ပဲလိုတော့တယ်ကိုတို့မတို့နော်17ဖွဲ့ပဲလိုပါတော့တယ်ဆင်ဒါနောက်ဆုံးညပဲနောက်ဆုံးအချိန်ပဲရဲ့အပေါ်မရှိတော့ဘူး 3ဖွဲ့မြောက်12ကိုလောတဲ့73ဖွဲ့17ဖွဲ့ပဲကျန်တော့တယ်17ဖွဲ့ပဲကျန်တော့တယ်နော်8ခွန်953ည8950အဖွဲနေနေရတော့ကျွန်တော်တို့နှစ်ဖွဲ့သာဖြစ်သွားပြီဆိုတော့17ဖွဲ့ပဲကျန်တော့တယ်ကျေးဇူးထိုးတင်တယ်17ဖွဲ့ပဲကျန်ပါတော့တယ်ခင်ဗျဖိတ်ခေါ်ပါတယ်အကိုတို့မတို့ဖိတ်ခေါ်ပါတယ်ဘာရင်ကြတာလဲထိလို့ အာတိမေဒီမှာအခါခါမနာရအောင်ဒီခါညီညွတ်ကြရမယ်ခင်ဗျအကူတို့မတို့မင်္ဂလာပါကျေးဇူးထူးတင်ပါတယ်ခင်ဗျမတ်စာလီဆန်1950ဒေါ်မီတစားတွေ900မဟုတ်တရားတော့900နှစ်ခါပေါ့ဆိုတော့1600ကျေးဇူးထူးတင်တယ်မမိုးကတော့1000ပါခင်ဗျအကုန်လုံးကျေးဇူးထူးတင်တယ်နော်မပီဒီယာ600နော်ကဲဖိတ်ခေါ်တယ်ဘုဘမတမီးကတစ်ဖွဲ့သာရနေပြီလားမသိဘူးတမီးအဲ့လိုပြောရင်တစ်ဖွဲ့သာရတယ်လို့ရှိတယ်ရတတ်လေရှိတယ်ကဲမင်္ဂလာပါခင်ဗျဘေးဟာဘေးဟာရနေတာကွယ်ကြော်စီရလေတတ်မဲ့ပြင်မှန်းခံပြီးလာပြီးမှကျေးဇူးထူးတင်နော်နေဦးတစ္ဆာညီညွတ်မှာဒီဝတ်မှာစုပေါင်းအားနဲ့ညီညွတ်ပေးကြပါကျေးဇူးထူးတင်တယ်ကဲကိုမလေး17ဖွဲ့ပဲလိုတော့တယ်အဲ့ဒီ17ဖွဲ့ထဲမှာသူရဲကောင်းနေအမတစ်ဖွဲ့စာလူပေးမယ်ကျွန်တော်တစ်ဖွဲ့စာလူပေးမယ်ညီမလေးတစ်ဖွဲ့စာလူပေးမယ်ကျွန်တော်တို့အဖွဲကတစ်ဖွဲ့စာတောင်းယူမယ်စီလာသူရဲကောင်းတို့ရေမမိုးစောင့်နေပါတယ်နော်17ဖွဲ့ပဲလိုပါတော့တယ်စင်မရှိဘူးဆိုရင်လည်းအခုကြည့်နေတဲ့သူ94ယောက်ဘောမဆိုရင်ကြော်သွားပါနော်လူစိတ်မရှိတဲ့လူတွေကိုကျစားတရားမရှိတဲ့လူတွေနိုင်ငံနဲ့လူမျိုးကိုမချစ်တဲ့လူတွေစီကြော်သွားပါနော်မအားလောက်ဘောနဲ့ကြော်သွားပါဟိုတခါတည်းပဲဒီပေးလိုက်မယ်ကြော်စီရဟာပဲရမယ်တဲ့နော်ကြော်စီရနော်မင်းအောင်လိုက်စစ်မှုထမ်းတဲ့အကုန်လုံးလိုနေတာနော်အဲ့ကောင်ကမိကျူဆောင်းခေါင်းကထွက်တာလို့ကျန်တဲ့လူစိတ်ဝင်စားတယ်အဲ့တော့ကြော်စီရကိုယ်ကမှန်တဲ့ပြန်ကြည့်မိကျူဆောင်းခေါင်းကထွက်တဲ့လူကမဟုတ်ဘူးဆိုရင်သတိထားနေဟာပေးတာမပေးတာတကန်တာဟိုမှာဒီနေ့တွေ့သတင်းထဲမှာတွေ့ရတယ်မဟုတ်လားဗါလဲရဲတာဝန်ထမ်းဆောင်နေတဲ့မိသားစုတွေကစစ်မှုထမ်းကြီးပေးနေရတယ်တဲ့ရဲတာဝန်ထမ်းဆောင်နေရတဲ့မိသားစုတွေကစစ်မှုထမ်းကြီးပေးနေရတယ်တဲ့နော်ဆိုတော့စဉ်းစားကြည့်နော်ဒါတခုနော်ဒီနေ့မှော်ပြီးမှစစ်သား2ယောက်အရက်ဝက်နဲ့အပြင်ထွက်တယ်စစ်သား2ယောက်အရက်ဝက်နဲ့အပြင်ထွက်တယ်ဘယ်ပြောက်သွားမှမသိဘူးစစ်မှုထမ်းနဲ့ဆွဲခေါ်သွားတာဆွဲပါသွားပြီစစ်သားကိုစစ်မှုထမ်းနဲ့ဆွဲခေါ်သွားတာအဲ့လောက်ထိမင်းအောင်နိုင်ဘွားအခြေအနေစိုးနေတာနော်စစ်သားကိုစစ်မှုထမ်းဖို့အတွက်တော့ဖမ်းသွားရှာတယ်အဲ့တိုင်ရလိုက်ပြအောင်ပဲပို့ကလုံးသေးတာလေမင်းအောင်နိုင်လူကဒီလူကဒီဟိုကနာလာတော့ရပြတဲ့ဒီခွေးတောင်းစားဗလဲကြော်စီရကဖင်ချမခံရသေးလို့နော်သူ့ဖင်မပြေဘူးကြော်စီရကိုပြန်ကြည့်နော်မိကျူဆောက်ခေါင်းကထွက်တဲ့လူမဟုတ်ဘူးဆိုရင်နော်တည်ကြီးစိုးနဲ့တည်တတ်တယ်ကာလနာတိုက်ပြီးတော့တည်တတ်တယ်ဟုတ်တယ်နော်သတိထားပါနော်သတိထားပါဒီနေ့မှသတင်းဌာနမှာတွေ့တယ်ဟိုဘာလဲဟိုပြည်သူစစ်ကဟိုသူတို့ဟိုနေဖြစ်နေတဲ့ကောင်မိသွားတဲ့အရှင်လက်ကလေးနော်ရိုက်တပ်ပလိုက်ရှုပ်တယ်နော်တိတ်ထားနေတယ်မင်းလို့လေတရားရှုပ်တယ်ကျေးဇူးထိုးတင်တယ်မတ်သာလီဆိုင်နော်ကျေးဇူးထိုးတင်တယ်အဲ့တော့ကြော်စီရသတိထားပါနော်ဒါစနစ်တစ်ခုကိုတော်လှန်နေတဲ့တော်လှန်ရေးဖြစ်ပါတယ်ကြော်စီရကိုတော်လှန်နေတာမဟုတ်ပါဘူးထိုလူဒီလူကိုတော်လှန်နေတာမဟုတ်ပါစနစ်ကြီးတစ်ခုကိုတော်လှန်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ထက်မှပါဝင်ဆောင်ပြလို့လိုပါတယ်နော်အဘောက်ကိုးကွယ်တာတွေဘာတွေကိုးကွယ်တာတွေမဟုတ်ပါနဲ့နော်ပြင်မှန်းပါတယ်နော်စနစ်တစ်ခုတော်လှန်နေတာတိုင်းတပီတို့ဆင်းရဲဒုက္ခရောက်နေတယ်ပြည်သူတွေအားလုံးဒုက္ခပေါင်းစုံနဲ့ကြုံနေရတယ်အားလုံးသိပါတယ်နော်
မြန်မာနိုင်ငံသားမှန်သမျှအကုန်သိပါတယ်မသိကြအောင်ဆောင်နေလို့မရပါဘူးเนาะအဲ့အကျိုးဆက်တွေကကိုယ့်အိမ်ပေါ်ရောက်လာပါလိမ့်မပူပါနဲ့เนาะအဲ့တော့ဟာပေးတာတွေမပေးတာတွေစောက်ယူတွေဘာညာတကဏ္ဍเนาะအဲ့တော့ကိုယ်ပိုင်ကိုသတိထားနေပါเนาะကိုယ်ပိုင်ကိုသတိထားနေပါကဲမင်္ဂလာပါခင်ဗျဖိတ်ခေါ်ပါတယ်လောလောဆယ်8ခွန်953ည8000 9050ပဲလို့ရတယ် နေ့ကိုတက်မလို့ရသေးပါစပပြင်းနေတဲ့နေ့မိပဲပြန်တော့တက်လို့လိုက်အခါတရာလောက်ကြားလားအခါတရာတက်လို့ပြီးမှနော်အဲ့ဒီဖာတဲ့စကားတွေပြောဖာကောင်းမှသားရဲ့နော်အင်းလီယာအားနေလို့စင်းနေပစပောက်မှာပြန်တော့ထိုးထဲလိုက်နေမိပစပောက်တို့နေဖေပစပောက်ပြန်ထိုးထဲလိုက်ခွေလို့မှသားနော်ခွေးတောင်စားစစ်ခွေးလေးကိုကြတော့စစ်ခွေးလေးတော့ငုံလိုက်နော်စစ်ခွေးနဲ့ပင်ခံကျတော့ခံလိုက်ဒီမှာဝင်ဟောင်းနေလို့စင်းနေအမေနေအမျိုးအားလုံးပြန်တော့လိုရမှာကိုမီကိုလိုရဲ့ဟာခွေးဝဲစားအောက်တန်းစားဖာကောင်းမှသားအမိရတော့မှမွေးလာတဲ့ဖာတရားလိုမှသားဟမ်ခွေးတောင်စား ကဲ8000 ပဲကျန်တော့တယ်အဲ့တော့သမီးဖိတ်ခေါ်တဲ့အလှူရှင်အားလည်းပဲကျွန်တော်တို့6ယောက်ရပြီ ဟုတ်တယ်44ယောက်လိုပါတယ်စင် ညီမ900ထည့်တယ်တဲ့ အာနာယူဆိုတာဘောမရောပြည်သူရောစစ်ခွေရောအကုန်လုံးကိုလမ်းခင်းသွားနေတာတဲ့ထမင်းစားရင်တီးဖို့လိုတယ်တဲ့အပေါ်ကတယောက်ကလိုက်ပြီးဝေဖန်နေတာတဲ့မပြောသေးဘူးဗျာတဲ့ရိုင်းတယ်ဗျာတဲ့ဦးလေးမယောင်ပါနဲ့တဲ့သားလေးဝင်ပြီးပြန်ထွက်လိုက်ပြီးခုတော့ထိုင်ရောက်နေပြီးအဆင်ပြေတယ်ဟာနော်တဲမဝင်သိမ့်ထိုက်မမိုးရီညီမ900ထက်မယ်တဲ့လွှဲရမယ့်ဘန်နဘာပို့ပေးမယ်တဲမဝင်ရီဒီမှာနော်မေစုကောင်းနဲ့အမပင်ထောက်ထားပါတယ်တွေ့ကြလားမသိဘူးတွေ့လို့စင်အမတော့ရက်ဆက်သွယ်မယ်ခဏလေးစောက်ပေးပါနော်အမတငယ်ချင်းအားလိုက်မယ်ခဏလေးနော် တဲမဝင်ကျေးဇူးထူးတင်ပါတယ်တိမ့်ထိုက်တဲမဝင်တိမ့်ထိုက်900ဆိုတော့600ဖြစ်သွားပြီကျေးဇူးထူးတင်ပါတယ်တင်းနဲ့5 6 9ယောက်โอเคကျေးဇူးထူးတင်ပါတယ်9ယောက်ရှိပြီတမီဖိတ်ခေါ်ထားတဲ့အယောက်50เนาะ9ယောက်ရှိပါပြီပါဝင်ဆောင်ပြီလားကျေးဇူးထူးတင်ပါတယ်တကယ်ကျေးဇူးထူးတင်ပါတယ်8ခွန်953ညအနှုတ်600အဲ့တော့တဲမဝင်600 86953ည ခဏလေး တမီ86953ညပဲကြံပါတော့တယ် တဲမဝင်ရေမမိုးဒီမှာနော်မမိုးတငယ်ချင်းအားမယ်လက်ခံပေးပါပြီးတော့ဘန်နဘာပို့ထားပေးမယ်မမိုးတငယ်ချင်းတော့အားထားတယ်တငယ်ချင်းနေရာမှာကြည့်ပေးပါအောင်စင် ကဲမင်္ဂလာပါခင်ဗျတမီဖိတ်ခေါ်တဲ့အယောက်50က9ယောက်တော့ရပြီ တဲမဝင်ရေကစီပေါ်မှာပို့လိုက်ပြီနော်လွယ်ပြီးလို့စင်ချက်ပိုင်ပို့လိုက်ပေးပါနော်တောင်ည43 16တောင်ည694လေးပါနော်နာမည်တော့ပြပြမိုးပါ ပြပြမိုးပါ ခဏလေးနော်အမတယောက်က messenger မှာအပို့လိုက်ကြည့်လိုက်နားနော်ကမ်ပိန်းနောက်ဆုံးမှာဘယ်သူတွေဝိုင်းတော့ထပ်ပေးမလဲဒီကစီနော် တမီတဲမဝင်စင်းဥမှတ်ထားတယ်နော်ရရင်ပြော တဲမဝင်ရတော့လူတိ တဲမဝင်တိမ့်ထိုက်အကောက်ပိုင်ရှင်ပတ်စံလွှဲပြီးစလီကလေးပို့ထားပေးပါဗန်နဘပင်ထိုးထားပါတယ်ဟုတ်မမိုးတဲ့34316398944ကစီကိုမနာမည်ပြပြမိုးအဲ့တော့တဲမဝင်မက်ဆင်ဂျာလေးကိုတစ်ချက်လောက်ကြည့်ပေးပါခင်ဗျာ ဟုတ်ကဲ့ပါအမဘယ်နှပါပို့ထားပေးမယ်မောင်လေးခဏလေး ကျေးဇူးထူးတင်ပါတယ်မင်္ဂလာပါဖိတ်ခေါ်တဲ့အကိုတို့မတို့ရဲ့အဲ့တော့တမီဖိတ်ခေါ်တဲ့အထူးအယောက်90က9ယောက်တော့ရပြီ43ပဲလို့တော့အဲ့တော့86,900နဲ့50 မင်္ဂလာပါ အဲ့တော့နှစ်ဘက်သာပြည့်သွားပြီ17ဘက်သာကျန်သေးတယ် ဟုတ်ကဲ့မင်္ဂလာပါမောင်လေးရေအလူလုံးမလို့လား ဟိုလာနေတာပဲဒီပုံကကြိုက်တယ်ကျေးဇူးရတင်ပါတယ်မောင်လေး ကဲစောစောတစ်ဖွဲ့ကလူမဲ့လူတွေပေါ်လာပြီလား မပေါ်လာသေးဘူးလေသူတို့လူစုနေတယ် ညီမစုလိုက်အလုံးရုပ်ဆိုလိုက်အလုံးရုပ်နာမည်
တငယ်ချင်းဆိုလဲတငယ်ချင်းပေါင်းတဲ့နာမည်ပေါ့ဗျာမများတော့ပါဘူး17ဘွဲပဲကျန်တော့တယ်နှစ်ဘွဲသာပြည့်သွားပြီကူလောတဲ့တဲမှာဝင်တိန်ထိုက် ဘူးလို့မလား နော်စင်လီကလေးရရင်ပို့ထားပြပါစင်လီရရင်ပို့ထားပြပါခင်ဗျကျွန်တော်စင်မှတ်ပြီးသွားပြီ600လို့သမီးက100ထည့်ထားပြီသူက900ဆိုကဲဆက်လက်ပါအောင်ဖိတ်ခေါ်ပါလေဟောဒီမှာ ခဏ34336389444ကစီကိုမန် ရတယ်ရေသမီးထပ်ပြလိုက်မယ်နော်ကျွေးနေရနော်โอเคအတော်အန်ဒီပဲရေးပြလိုက်မယ်နော်အန်ဒီကနာမည်မဖော်ခိုင်းဘူးအဲ့ဆိုရင်300အန်ဒီ သမီးတဲမှာဝင်တိတ်ထိုက်စလီကလေးရရင်ပြောပြပါ မလေးရှားဟုတ်ကဲ့ပါမလေးမလေးရှားပဲပို့ထားပြလိုက်မယ်နော် ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါကျေးဇူးထွတ်တင်ပါတယ်ကျွန်တော်တဲမှာဝင်တိတ်ထိုက်ကိုစရင်တင်ထားပါတယ်600အဲ့တော့အန်တီက300ဆိုတော့8665386650ပဲကျန်ပါတော့ပြေးကန်နေပါပြီ မလေးဘယ်နှပါပို့လိုက်ပြီနော်လွယ်ပြီးလို့စစ်ချက်ပို့လိုက်ပြီပါနော် 343မင်္ဂလာပါခင်ဗျ83424အဲ့တော့3ဘက်သာပြေးဖို့အတွက်နောက်ထပ်တစ်ဘက်သာပြေးဖို့အတွက်6650ပဲကျန်ပါတော့တယ်ခင်ဗျ တော့မိုးခိုင်မှာမကြည့်လိုက် အဲ့တော့တတိယမြောက်တစ်ဘက်သာပြေးဖို့အတွက်ငွေအပြင်6650ပဲကျန်ပါတော့ ရတယ်မလေးဟုတ်ကဲ့ဟုတ်တဲမှာဝင်ရလားမနေ့ဖန်လွယ်ပေးမယ်တဲ့โอเค ဟုတ်ကဲ့ မနေ့ဖန်စလီပို့ပေးမယ်တဲ့โอเค600 ကျေးဇူးထွတ်တင်ပါတယ်အန်ဂျီက300အဲ့တော့8800 sorry 8650အော်ရတယ်လက်စာချက်တဲ့ချိန်ရတယ်မလေးဟုတ်ကဲ့ပါ 3ဘွဲ့သာပြေးဖို့အတွက်6650ပဲလိုပါတော့တယ်တတိယမြောက်3ဘွဲ့သာပြေးဖို့အတွက်ဟုတ်တယ်နော်တမီးနော် ဟုတ်တယ်မသိဦးလေးပဲနောက်လေဆိုတော့ဦးလေးရဲ့စရင်ပဲ 6650ပဲလိုပါတော့တယ်ကျေးဇူးထွတ်တင်တယ်ခဏနေကျွန်တော်ထွက်ပါတော့မယ်ဆိုတော့7နာရီလဲ10နာရီလဲခွဲသွားပြီဆိုတော့လေ ထပ်ပြလိုက်ပြီးရင်တို့ရေထပ်ပြလိုက်ပြီးစင် တော့တဲ့သမီးဖိတ်ခေါ်ထားတဲ့အလှူရှင်အယောက်90ရာ8ယောက်ရပြီ42ယောက်ပဲကျန်တော့တယ် 42ယောက်ပဲကျန်ပါတော့တယ်ရှင်သုံးဖွဲ့စာပြဖို့အတွက်6650လိုတယ် ကျေးဇူးထွတ်တင်တယ်မင်္ဂလာပါခင်ဗျာဖိတ်ခေါ်ပါတယ်အကိုတို့မတို့ရေ3ဘက်သာပြေးဖို့အတွက်6650ပဲလိုပါတော့တယ် ဒေါ်လာ200နဲ့ဘယ်လောက်လဲဒေါ်လာ220လားဒေါ်လာ215ဒေါ်လာလားဒေါ်လာ215ဒေါ်လာထပ်ပြီးလို့စင်6650ကံပဲနောက်ဆုံးညမှာဘယ်သူတွေဝိုင်းတော့ပိတ်ပေးကြမလဲကိုတို့မတို့ရေဖိတ်ခေါ်ပါတယ်နော်ဝိုင်းတော့ပိတ်ပေးကြပါတယောက်နေနေပါဖိတ်ခေါ်တဲ့အယောက်90 10ယောက်ပဲရပါသေးတယ်စင်40ယောက်လူသေးတယ်ဆက်ပေးထားတယ်နော်မွေတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ကျေးဇူးထွတ်တင်ပါတယ်စွမ်းရည်ဖြိုးကျေးဇူးထွတ်တင်ပါတယ်ခင်ဗျကဲဖိတ်ခေါ်ပါတယ်ခင်ဗျာနော်ဖိတ်ခေါ်ပါတယ်လောလောဆယ်17ဘွဲ့ပဲကျန်ပါတော့တယ်17ဘွဲ့စာပြေးဖို့အတွက်6650ပဲကျန်ပါတော့တယ်နော်တဖြည်းဖြည်းနဲ့ပြေးလာမှာဖြစ်ပါတယ်လောလောဆယ်လူငွေ8650ပဲလိုပါတော့တယ်ဆက်လက်ပါဖိတ်ခေါ်ပါတယ်ကျွန်တော်10နာရီ40ဆိုရင်ကျွန်တော်နားပါမယ်10နာရီ40ခု10နာရီ40ထိုးရမယ်ဦးလေးရလဲ 2မိနစ်ပဲလိုပါတော့တယ်ကဲဖိတ်ခေါ်ပါတယ်ပြေးပါစေမြန်လေး17ဖွဲ့ပဲကျန်တော့တယ်17ဖွဲ့သာပြေးဖို့အတွက်17ဖွဲ့ရောက်ဖို့အတွက်6650ပဲလိုပါတော့တယ်
ဆက်တစ်ဖွဲ့အဲ့ဒီအဆုံးတစ်ဖွဲ့ပြေဖို့အတွက်6650လူတယ်6650ရလို့ရှိရင်10ဖွဲ့ကျန်မယ် တဲ့ဘွက်ကြံမယ်ဟုတ်တယ်ကဲမင်္ဂလာပါခင်ဗျမင်္ဂလာပါအောက်မှာဗန်နံပါတ်ပင်ထိုးရပါတယ်394316398944နာမည်ကစီကိုမပြပြဖို့ပါခင်ဗျကဲဖိတ်ခေါ်ပါတယ်နော်သမီးဖိတ်ခေါ်ထားတဲ့နော်အလှရှင်အယောက်90က8ယောက်ရပါပြီ42ယောက်ပဲကြံပါတော့တယ်ခင်ဗျ42ယောက်ပဲ စုပေါင်းငွေဆက်တသိန်းကဘလောက်စစ်တောင်းနဲ့ဘလောက်လူသေးလဲဦးလေး 86,650ပါ စစ်တောင်း6650စစ်တောင်းကျော်လူသေးတယ် ကဲကျေးဇူးထိုးတင်တယ်သမီးဦးနားကွင်းပြပါဦးနော်သမီးလေးနော်မင်္ဂလာပါ အကျွေးရောဆန်ဖို့ဆန်ဟုတ်ကဲ့ပါနော်မမွေအကျွေးဆန်ဖို့နဲ့အဲ့ရောက်လာပြီစကလနော်ဟောစကလဒီနေ့ဆန်လဲအကျွေးလာရောတယ်နော်မမွေလည်းအကျွေးလာရောတယ် ကဲသမီးဦးနားကွင်းပြပါဦးနော်သမီးနော် ဟုတ်ကဲ့မအေမီဖုန်းခဏဆက်လိုက်မယ်ခါလေး နော်ဟုတ်ပြီဘောသမီးဦးထွက်လို့ရှိရင်သမီးအကောက်ကြီးခုနေဖြစ်သွားအောင် ဟုတ်တယ်သမီးကပုံရမယ်ပြီးတော့သမီးနောက်သူရချက်တော့လွှင့်ရမယ်ဦးလေးမမီကိုပြောထားတယ်ဒီညကံပန်းနောက်ဆုံးညလာပြီးတော့ဝိုင်းတော့လူခံပေးပါလို့မမီရေကတိမမေးနဲ့တော့မမီနော် तू ဝင်လိုက်လို့ရှိရင်ဦးထွက်လိုက်လို့ရှိရင်ရမလားမသိ မသိဘူးလေဦးလေးထွက်လို့ရှိရင်အေးမသိဘူးနော်အေးခဏလေးသမီးဝင်ကြည့်မယ်ဦးလေးထွက်လို့ရှိရင်ရမလားညတော့သူရလိုက်ပျောက်သွားတဲ့အချိန်မှာသမီးပျောက်ကျသွားတာပဲသမီးပုံရသွားတာပဲ ဘယ်လိုလဲ ညတော့လည်းမအမီစကားပြောနေမထွက်ပဲနဲ့သူ့ရဲ့မိုင်းရသွားတယ် တယောက်ထွက်သွားလို့ရှိရင်အဲ့ဒါမျိုးပေါ့သမီးတယောက်ကရင်လိုက်ဝင်ထားကြည့်လား သမီးအကောင့်နဲ့သမီးဝင်ကြည့်မယ်ခဏလေးမမီရေပါဆက်တစ်ဖွဲ့စားလို့သေးတယ်အမရေအမပြောတဲ့အတိုင်းလာပါနော်ကဲသမီးတခြားအကောင့်နဲ့ဝင်ကြည့်မယ်ဟုတ်ကဲ့အကောင့်နဲ့ သမီးဝင်လိုက်ရင်အဲ့ကောက်ကမိုက်မိမလားမချင်းသမီးဆောက်ရမှာနော် မအမီဖုန်းတော့မကင်ဘူးခဏလေးသမီးစမ်းသားကြည့်မယ်သမီးစမ်းသားကြည့်မယ်တောင်းရဝင်လို့စိရင် အကောက်တစ်ကောက်ဝင်ထားပြီးတော့သမီးတဲထားရမှာချင်းတယ်ရဝိုင်းရင်တော့မှ အခုကြောက်သူထွက်ကြည့်ခဏနော် no သမီးမရရရ အိုးလက်ခံလို့မရဘူးတောင်းရလက်ခံလို့မရဘူး ရတယ်သမီးရတယ်ဟိုနေ့ကိုထည့်ပလိုက် နောက်တစ်ချက်ပြန်နိုင်မယ်ခဏပြန်ထွက်ရမယ်ခဏမင်္ဂလာပါခင်ဗျ လေးခါကြည့်လေးခါကြည့်ဘယ်လိုလဲမမိုးပုံရလားပုံရလားထွက်လာအမေကမထွက်လာဘူးကွယ်လို့လေဦးကျော်သူပေါင်းနေရနေလားโอ้ยခါခါပဲဘယ်လိုလဲ
ငါပေါင်ရသွားလားရသွားပြီဘာမှလုပ်လို့မရ no အစမပြေဘူးဒီမှာရသွားပြီโอเคမမိုးပြန်ထွက်ရမယ်ပြီးတော့ပြန်လာမယ်9မိနစ်စောက်ပေးပါနော်ဒီညတော့ဒီကြံနေတဲ့ဆက်တစ်ဖွဲ့မှာပြစ်မချမ်းတော့မနဲ့မိုးလင်းနေထွက်တဲ့အထိပဲအခုမတို့ရေโอเคနော်ရပြီအခုပုံရနေပြီပုံရနေပြီရတယ်အခုဒီမှာလေရသွားပြီโอเคထွက်မယ်ပြန်လာမယ်